မေတ္တာခြုံ၍လုံပါစေသစ္စာဆောင်၍အောင်ပါစေဒီနှစ်ကြောင်းမှတ်မိရင်ကိုတန်ဖိုးရှိလာမေတ္တာခြုံ၍လုံပါစေသစ္စာဆောင်၍အောင်ပါစေမေတ္တာခြုံ၍လုံပါစေဆိုတာကအန္တရာယ်များတဲ့လူဘဝမှာရှင်သန်နေရတဲ့အခိုက်စွမ်းအားကြီးမားလာတဲ့မေတ္တာတရားကိုယ်စိတ်ထဲမှာအများကြီးရှိအောင်ကြိုးစားပြီးတော့အဲ့ဒီမေတ္တာတရားရဲ့အဆောင်ရှောက်အောက်မှာဘေးရန်ကင်းတဲ့လုံခြုံတဲ့ချမ်းသာတဲ့အနေအထားလေးနဲ့ရှင်သန်နိုင်ပါစေလို့ရည်ရွယ်တာရှိကဗမာစကားပုံတစ်ခုရှိတယ်ပဂရိဆောင်ခြုံလို့မလုံနိုင်ဘူးမေတ္တာဆောင်ခြုံမှလုံတာလို့ကြားဘူးတယ်မို့လားမေတ္တာတရားဆိုတာသူတော်ရဲ့ပေါ်မှာတတ္တဝါတွေရဲ့ပေါ်မှာကောင်းစားစေခြင်းနဲ့စိတ်ချမ်းသာစေခြင်းနဲ့စိတ်ဓာတ်လေးကိုမေတ္တာလို့ခေါ်တာအဲ့ဒီစိတ်ဓာတ်ကိုတက္ကတက္ကကိုယ်တန်တာမှာဖြစ်အောင်ကြိုးစားတာကိုမေတ္တာပွားတယ်မေတ္တာထားတယ်လို့ခေါ်တာအဲ့ဒီကိုထားလိုက်တဲ့မေတ္တာတရားကိုယ်စိတ်ထားလေးရပဲကိုယ်အန္တရာယ်တွေမဖြစ်အောင်ဘေးတွေမဖြစ်အောင်ရန်တွေမဖြစ်အောင်အထူးသဖြင့်အန္တရာယ်ပေါ်များလွန်းလှတဲ့ဒီခေတ်ဒီချိန်ဒီခါမျိုးမှာမေတ္တာတရားကိုအားကိုးစေခြင်းလို့ဒါလေးကိုဦးစားပေးပြီးတော့ပြောတာမေတ္တာတရားရဲ့စောင့်ရှောက်မှုအောက်မှာကိုယ်ဘဝလေးလုံလုံခြုံခြုံရှိစေခြင်းနဲ့ပေါ့နော်အဲ့ဒီကိုယ်ကိုစောင့်ရှောက်မဲ့မေတ္တာကိုလည်းကိုယ်တိုင်ပဲကြိုးစားပြီးတော့ကိုယ်တန်တာမှာရှိအောင်ကြိုးစားကြရမှာဓမေတ္တာခြုံ၍လုံပါစေဆိုတာအဲ့ဒါကိုပြောတာသစ္စာဆောင်၍အောင်ပါစေတဲ့ဒီစကားကတော့နည်းနည်းလေးနားလည်ဖို့ဘုံဘုံနည်းနည်းလေးရှင်းပြမှဖြစ်မေတ္တာခြုံ၍လုံပါစေဆိုတဲ့စကားတော့သူကနားလည်ဖို့မလွယ်ဘူးသစ္စာဆောင်၍အောင်ပါစေသစ္စာဆိုတဲ့စကားလုံးဆောင်ဆိုတဲ့စကားလုံးအောင်ဆိုတဲ့စကားလုံးအဓိကအဲ့ဒီစကားလုံး၃လုံးပါနော်သစ္စာဆောင်၍အောင်ပါစေသစ္စာဆိုတာအမှန်တရားဘာရဲ့အမှန်တရားလဲလို့မေးရင်ကိုယ်ဘဝရဲ့ကိုယ်ခန္ဓာရဲ့အမှန်တရားကိုယ်ဘဝကြီးကဘလို့ဖြစ်နေတာလဲဆိုတာကိုအမှန်တိုင်းသိအောင်ဘုံဘုံတို့ကကြိုးစားကြရတယ်အဲ့ဒါဘဝခန္ဓာရဲ့အမှန်တရားကိုဒီနေရာမှာသစ္စာလို့ပြောတာဆောင်းနေဆိုတာကအဲ့ဒီအမှန်တရားဆိုတဲ့သစ္စာကိုသိအောင်ဆောင်ရွက်တာကိုရည်ညွှန်းတာဆောင်းနေဆိုတာသစ္စာဆောင်၍ဆိုလိုတာကအမှန်တရားကိုသိအောင်လုပ်ပြီးတော့အောင်ပါစေအောင်နေဆိုတာကအဓိကကကိုယ့်ရဲ့စိတ်ကိုအောင်နိုင်တာကိုယ့်ရဲ့စိတ်ကိုအောင်နိုင်တာဆိုတာကမကောင်းတာလှုပ်ချင်စိတ်ပေါက်လာတယ်မလုံးမိအောင်စိတ်ကိုထိန်းနိုင်တယ်သိမ့်နိုင်မကောင်းတာပြောချင်စိတ်ပေါက်လာတယ်မပြောမိအောင်စိတ်ကိုထိန်းနိုင်သိမ့်နိုင်တယ်ကိုယ့်ရဲ့အတွေးထဲမှာမကောင်းတဲ့အတွေးတွေမဖြစ်အောင်ကိုယ်စိတ်ကိုကောင်းတာလေးပေါ်မှာပဲနေရာချပေးထားနိုင်တယ်အဲ့ဒါကိုကိုယ်စိတ်ကိုအောင်နိုင်တယ်လို့ပြောတာကိုယ့်ရဲ့စိတ်ကိုအကုသိုလ်မဖြစ်အောင်နိုင်ခြင်းဒီကိုယ်ဘဝကိုမဆင်းရဲအောင်လုပ်ခြင်းပဲဒီနေရာဖြင့်ဆင်းရဲကိုအောင်မြင်ခြင်းပဲနောက်ဆုံးအမှန်တရားကိုသိလို့ရှိရင်စိတ်မှာကိလေသာဆိုတာငြိမ်းတယ်သူကသစ္စာဆောင်၍အောင်ပါစေဆိုတာအမှန်တရားကိုသိအောင်ဆောင်ရွက်ပြီးတော့ကိလေသာငြိမ်းပါစေလို့ပြောတာကိလေသာငြိမ်းလို့ရှိရင်ကိလေသာကြောင့်ဖြစ်မဲ့ဘဝဒုက္ခတွေလည်းငြိမ်းသွားတာအဲ့ဒီကြတော့မှဘုန်းဘုန်းတို့ကအောင်မြင်မှုအစစ်ကိုရတာဟုတ်လားသစ္စာဆောင်၍အောင်ပါစေဆိုတာဘဝရဲ့အမှန်တရားကိုသိအောင်ဆောင်ရွက်ပြီးတော့တကယ်အောင်မြင်မှုအစစ်ကိုရပါစေလို့ဆိုလိုတာဟုတ်ပြီနော်အဲ့တော့ဘဝရဲ့အမှန်တရားတွေကဘာလဲဆိုတော့ပြီးတော့ဘုံဘုံတို့ပြောပါနော်ဘုံဘုံတို့နားလည်အောင်သိအောင်လုပ်ရမယ့်အမှန်တရားကလည်းအဆင့်အမျိုးမျိုးရှိတယ်အဲ့ဒီအမှန်တရားအဆင့်အမျိုးမျိုးကိုသိအားလျော်စွာအသိရလဲအဆင့်အမျိုးမျိုးရှိတယ်ပို့ပြီးတော့လေးနဲ့တဲ့အမှန်ကိုမြင်လေအဲ့ဒီအသိဟာလေးနဲ့တဲ့အသိဉာဏ်ဖြစ်လေပဲအဲ့ဒီပညာမြင့်လေအောင်မြင်မှုဟာလေပို့ပြီးတော့မြင့်မားသွားလေပဲနောက်ဆုံးအရိယာမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်ဆိုတာတကယ်သစ္စာလေးပါအရိယာသစ္စာကိုသိသွားတာသူတို့ကသိသွားတဲ့အခါကျတော့အဲ့ဒီသိတဲ့ပညာကသူတို့ရဲ့ဒုက္ခတွေကိုအဆုံးသတ်ပေးလိုက်တာပထမအဆင့်အပေဘုံမရောက်တော့ဘူးဆိုတဲ့အာမခံချက်ဆိုးရတဲ့ဘဝတွေကိုသူမဖြစ်စေတော့ဘူး
သူနဲ့အပေပုံနဲ့ဘာမှမဆိုင်တော့ဘူးဆိုတဲ့အနေအထားအလွန်ကြီးမားတဲ့အောင်မြင်မှုအဲ့ဒီဟာစဟုတ်လားအဲ့တော့ဘုန်းတို့သစ္စာဆောင်၍အောင်ပါစေကိုနောက်ပိုင်းမှာပြောမယ်နော်အခုအစပိုင်းမှာပြောမှာတော့မေတ္တာခြုံ၍လုံပါစေမေတ္တာခြုံ၍လုံပါစေမေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းတာခြုံတယ်ဆိုတာအဲ့ဒီမေတ္တာတရားကိုကိုယ့်ရဲ့စိတ်နှလုံးမှာမကြာခဏဖြစ်စေသောအဖြစ်လွှမ်းခြုံထားတာကိုပြောတာအဲ့ဒီမေတ္တာတရားကြီးကကိုယ့်ကိုခြုံထားတဲ့အတွက်ကြောင့်အန္တရာယ်တွေဘေးတွေမကြမရောက်တာကိုပဲလုံခြုံတယ်လို့ပြောတာဟုတ်လားဒါကြောင့်ကိုယ့်ဘဝကိုလုံခြုံအောင်ကိုယ်တိုင်ပဲစောင့်ရှောက်ရမယ်ဘာနဲ့စောင့်ရှောက်မှလဲလို့မေးရင်မေတ္တာတရားနဲ့စောင့်ရှောက်ရမယ်နော်ဇာတိဥဒုနှိမ့်ဆက်လို့ဟာအေးခဲနေအောင်အလွန်အေးတဲ့ဇာတိမှာကိုယ်ဘဝလေးကိုနွန်းနွန်းထွေးထွေးဖြစ်သွားအောင်အေးတန်ရဲ့နှိမ့်ဆက်မှုကိုမခံရအောင်ဘုံဘုံတို့ဟာခန္ဓာကိုယ်ကိုလုံခြုံအောင်လုပ်ရမယ်လက်နဲ့လုံခြုံအောင်လုပ်လို့မရဘူးစောင်းနဲ့လုံခြုံမှအဝတ်ကောင်းကောင်းနဲ့လုံခြုံအောင်လုပ်မှဘုံဘုံတို့နွန်းနွန်းထွေးထွေးရှိမှာနော်အဲ့တော့မေတ္တာတရားစောင်းနဲ့ဥမာပေးတာပေါ့နော်ဘဝကိုလုံခြုံမှုဖြစ်စေတယ်ဆိုတဲ့သဘောအဲ့တော့မေတ္တာဆိုတာဘာတော့အဲ့ဒီကနေစပြီးတော့ပြောရအောင်နော်မေတ္တာရဲ့အဓိပ္ပာယ်ကိုများသောအားဖြင့်ချစ်ခြင်းလို့ဒီလိုအကျဉ်းမြင်နားလည်ထားကြတယ်အဲ့ဒါကနော်မပြည့်စုံတဲ့လွဲမှားတဲ့အတိကိုဖြစ်စေတတ်တဲ့ဘာသာပြန်မှုလို့ဘုံဘုံထင်ပါတယ်ဟောတော့ချစ်ခြင်းဆိုတာကရှုပ်ထွေးတယ်ကျယ်ပြန့်တယ်တခြားသောမလိုလားအပ်တဲ့အဓိပ္ပာယ်တွေနဲ့လွဲမှားသွားစေနိုင်တယ်တကယ်တမ်းကမေတ္တာဆိုတာတတ္တဝါတွေရဲ့အပေါ်မှာချမ်းသာစေခြင်းတဲ့စိတ်ထားလေးကိုမေတ္တာလို့ပြောတာဘာမှသူတွေကမျှော်လင့်ချက်တွေဘာတွေမရှိဘူးသက်ချမ်းသာစေခြင်းတာအဲ့တော့တတ္တဝါတွေချမ်းသာစေခြင်းနဲ့တတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့ဆိုရင်တတ္တဝါတွေကဘာဖြစ်မှချမ်းသာမှာတော့ဆိုတော့နံပါတ်1ဘေးရန်ကင်းမှချမ်းသာမယ်ဘေးတွေရန်နေနဲ့တွေ့နေအဲ့ဒီတတ္တဝါချမ်းသာနိုင်မလားအဲ့တော့တတ္တဝါတွေကိုချမ်းသာစေခြင်းတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ဘေးရန်ကင်းပါစေဆိုတဲ့စိတ်ထားကလေးညွှတ်ရမယ်တတ္တဝါတွေမှာဘယ်ဘေးတွေဘယ်ရန်တွေဘယ်အန္တရာယ်တွေမှမဖြစ်ပါစေနဲ့မကြပါစေနဲ့မတွေ့ပါစေနဲ့လို့နော်အဲ့လိုလေးထားရမယ်ဟောပြီးရင်တတ္တဝါတွေကျမ်းမာရေးဖောက်ပြန်နေတယ်ဆိုရင်ကောတတ္တဝါတွေချမ်းသာမလားမချမ်းသာဘူးဒါကြောင့်ချမ်းသာစေခြင်းနဲ့ဆိုရင်နှစ်အချက်ကျမ်းမာရေးပြည့်စုံပါစေနော်ရုပ်ပိုင်းဆိုင်ရာနော်အစာကြည်ညက်မှုအကုန်လုံးလဲပတ်ပြီးတော့ချောမွေ့နေပါစေဘာမှမတတ်တာတဲ့သဘောပင်ပန်းတဲ့သဘောလေးတောင်မဖြစ်ပါစေနဲ့လို့တတ္တဝါတွေကိုကျမ်းမာရေးကောင်းပါစေလို့စိတ်ထားရတယ်နော်တခါတတ္တဝါတွေမှာစိုးရိမ်စရာတွေစိတ်ညစ်စရာတွေစိတ်ပြက်စရာတွေအများကြီးဖြစ်ပြီးတော့စိတ်တွေဆင်းရဲနေမယ်ဆိုရင်တော့တတ္တဝါတွေချမ်းသာအောင်မလားမချမ်းသာဘူးပိုတောင်ဆိုးသေးရဲ့နော်အဲ့လိုဆိုရင်တတ္တဝါတွေကိုချမ်းသာသေးရင်လည်းဆိုရင်နံပါတ်3တတ္တဝါတွေစိတ်နှလုံးချမ်းမြေ့ကြပါစေချမ်းသာကြပါစေလို့အဲ့လိုစိတ်ကဆန္ဒပြုရမယ်အဲ့ဒါကိုမေတ္တာလို့ခေါ်တယ်အဲ့ဒါဘုံဘုံခုဆိုတာလေးကိုတိတိကျကျလေးနားထောင်ပြီးလို့ရှိရင်အဲ့ဒါလေးကိုရအောင်ဆိုတဲ့ရမယ်ကြက်မှတ်ရမယ်ပေါ့နော်ကြက်တဲ့အဆင့်ထိမရောက်ပါဘူးလွယ်လွယ်လေးမြမာနဲ့လို့တတ္တဝါဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေရပြီဒီလောက်ဆိုနော်အပေါ်ကနေစဆင်းလာတာတတ္တဝါကိုအာယုံပြုတဲ့နေရာမှာမြမာနတ်လို့တတ္တဝါဟူသည်မြတို့သည်ဆိုတာအပေပုံသားတွေကိုရည်ရွယ်တာကုန်သွားတယ်နော်မြမာနတ်လို့တတ္တဝါဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေဟုတ်လားအဲ့လိုမေတ္တာပြုတဲ့နေရာမှာဒါလေးကိုထခထခဘုံဘွားရွတ်စေခြင်းတယ်ဟုတ်လားအဲ့လိုရွတ်ဆိုတဲ့အခါမှာကိုယ့်ရဲ့စိတ်ကစောစောကပြောသလိုဘေးရန်ကင်းစေခြင်းနဲ့စိတ်ဆန္ဒကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်ဆန္ဒစိတ်ချမ်းသာစေခြင်းနဲ့စိတ်ဆန္ဒအကြီးအကျယ်ရှိရမယ်မြတ်စွာဘုရားကတော့ရှင်းအောင်ဥပမာလေးနဲ့ပေးတယ်မေတ္တာထားတဲ့အခါမှာဘလို့ထားရမှာတော့ပေးတဲ့တို့အမြဲတမ်းရွတ်နေကြဖြစ်ပါလိမ့်မယ်မေတ္တာတုတ်ထဲမှာမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေဒါမေတ္တာမထားတတ်တဲ့ပုဂ္ဂိုလ်တွေထားတတ်အောင်ဥပမာပေးတာတူရီသောသားကိုမိခင်ဟာဆောင်းလျှောက်သလိုမျိုးကောင်းစေခြင်းသလိုမျိုးသမီးတောင်မပြောဘူးနော်ရေဘူးရသမီးနဲ့သားဆိုရင်သားကိုပိုချစ်ကြတာ哦သားသမီးက3-4ယောက်ရှိတယ်ဆိုရင်တော့အချစ်တွေကခွဲနေရမှာဆိုလို့ဧကပုဒ္ဒတယောက်သေးသောသားဟုတ်လားအဲ့ဒါရဲ့ပုံမှာမိခင်ဟာဘလောက်ကောင်းစေခြင်းပဲလေဘေးရန်လည်းမတွေ့စေခြင်းဘူးကျမ်းမာရေးလည်းမဖောက်ပြန်စေခြင်းဘူးစိတ်ဆင်းရဲစရာလည်း
မတွေးစေခြင်းမူအဲ့လိုပဲတဲ့တတ္တဝါတွေရဲ့ပုံမှာတူရီသောသားရဲ့ပုံမှာထားတဲ့စိတ်ထားမျိုးထားရမယ်တဲ့နားမလည်တယ်ပါရှိတော့အားမရှိဘူးနော်ကိုချင်းစာစိတ်နဲ့လည်းပဲမေတ္တာတရားထားရမယ်ဒါကြောင့်မေတ္တာပို့ရင်ကိုအရင်ပို့ရတယ်ဘာဖြစ်လို့တုံးဆိုတော့ကိုဘလောက်ဘေးရန်ကင်းကျင်တယ်လေဆိုတာကိုစဉ်းစားမိခြင်းဟာတတ္တဝါတွေလည်းဘေးရန်ကင်းကျင်ကြမှာပဲဆိုတဲ့အတွေးကိုပေါက်စေတယ်ကိုဘလောက်ကျမ်းမာရေးဖောက်ပြန်တာကိုကြောက်တယ်လေကျမ်းမာရေးကောင်းကျင်တယ်လေကိုဘလောက်စိတ်ဆင်းရဲမှုကိုကြောက်တယ်လေစိတ်ချမ်းသာခြင်းတယ်လေအဲ့ဒါကိုစဉ်းစားလိုက်ရင်တတ္တဝါတွေအကုန်လုံးလည်းပဲကိုလိုပဲဆိုတဲ့စိတ်ထားလေးနဲ့နော်အခြေခံဒီအမြင်လေးတွေရှိရမယ်ဟုတ်လားမေတ္တာပို့တော့မယ်ဆိုရင်အဲ့ဒါကိုကြိုးစားရမယ်မေတ္တာကိုခြုံရမယ်ကိုယ့်ရဲ့စိတ်နှလုံးကိုဘေးတွေအန္တရာယ်တွေဝင်ပြီးတော့မနှိပ်စက်ဖို့လုံခြုံတယ်ဆိုတာပြီးတော့ဘုံဘုံအတိတ်ပဲအကျေပြောပါမယ်ကိုကမေတ္တာပို့နည်းလေးကိုအရင်ပြောနေတာဟုတ်လားမေတ္တာဘယ်လိုပို့မှာတော့ခုနတုန်းကစာပိုက်လေးကိုရအောင်ဆိုရမယ်ဗြဟ္မာနဲ့လူတတ္တဝါဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေပတိတစီချလိုက်လက်ချိုးရင်လည်းချိုးပတိတစ်ပတ်ဆိုရင်108ခေါက်ဖြစ်မယ်နော်ကြိုးစားမယ်လို့အမခံနိုင်မလားအဲ့ဒီဂတိလေးမြန်ပေးနိုင်မလားလုပ်ကြည့်နော်ပြီးရင်မေတ္တာတရားကိုယ်ဘယ်လောက်ထိလုံခြုံအောင်စောင့်ရှောက်တယ်လဲဆိုတာကိုကိုယ်တိုင်တွေ့ရလိမ့်မယ်ဒီနေ့မှာလုံခြုံအောင်စောင့်ရှောက်တယ်ဆိုတာကနှစ်ပိုင်းရှိတယ်ပြင်ဘက်ကမျက်စိနဲ့မြင်ရတဲ့ကြောက်မဲ့ဖွယ်ရာဘေးဆိုးအန္တရာယ်ဆိုမကြမရအောင်ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတယ်လို့လည်းမြတ်စွာဘုရားအတိလင်းဟောတယ်မေတ္တာရဲ့အစွမ်းတတ္တိကိုပြောတဲ့နေရာမှာတစ်ဖက်မှာလည်းပဲဒီအတွင်းစိတ်ကိုဘေးဖြစ်စေတဲ့အန္တရာယ်ဖြစ်စေတဲ့ကြောက်မဲ့ဖွယ်ရာຢာကဒေါသမောဟအစရှိတဲ့ယံသူတို့ရဲ့နှိမ့်ဆက်ခံရခြင်းမှလည်းပဲလုံခြုံအောင်စောင့်ရှောက်နိုင်စွမ်းရှိနေသေးတယ်အဲ့ဒီလုံခြုံမှုကပိုလေးနဲ့တယ်နော်ပြင်ဘက်ကအန္တရာယ်ကိုလုံခြုံအောင်စောင့်ရှောက်နိုင်တဲ့အစွမ်းတွေမကဘူးအတွင်းစိတ်ကိုပါအန္တရာယ်ဖြစ်စေမဲ့အရာတွေကနေကာကွယ်ပေးနိုင်စွမ်းလည်းရှိနေသေးတယ်မေတ္တာတရားရဲ့စွမ်းရည်ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကနားလည်ပြီးတော့မေတ္တာပွားလို့စိတ်ကိုထက်သန်စေပြီးတော့မေတ္တာကိုပွားကြည့်ရမယ်ဟုတ်လားဘယ်လိုလုပ်မလို့ဗြဟ္မာနဲ့လူတတ္တဝါဟူသည်များတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ဖြာကျမ်းမာချမ်းသာကြပါစေလို့နော်စိတ်ကအဲ့ဒီထဲမှာအဲ့ဒီအဓိပ္ပာယ်လေးကိုသက်ဝင်စေပြီးတော့ရွတ်ဆိုရမယ်တူရွတ်နေရမယ်တစ်ခေါက်ရွတ်ပြီးရင်ပရိသေစီချလုပ်ကြည့်နော်ပရိလေးကင်ခိုင်းတာကအလကားမဟုတ်ဘူး108ခေါက်လုံးဖြစ်အောင်လို့ဟုတ်လားအဲ့ဒါလောက်လေးတော့မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်သင့်တယ်ပေါ့နော်ဘယ်နဲ့ကြောင့်ဘုံဘုံကဒီစကားကိုပြောတာတုံးဆိုတော့မြတ်စွာဘုရားကမေတ္တာတရားကိုပွားများလို့ရှိရင်အလွန်ကြီးမားတဲ့ကောင်းကျိုးချမ်းသာတွေကိုရလိမ့်မယ်လို့ဟောတာဟောဒီပိဋကကောင်းကျိုးချမ်းသာကိုရလို့တဲ့စိတ်ဆန္ဒမရှိဘူးလားရှိတယ်ကောင်းကျိုးချမ်းသာကိုရလို့တဲ့စိတ်ဆန္ဒရှိတယ်ဆိုရင်အဲ့ဒီဆန္ဒကိုပြည့်ဝစေတဲ့ဒီမေတ္တာထားတဲ့အလုပ်ကိုဘုန်းဘုန်းတို့ဟာမလုပ်သင့်ဘူးလားလုပ်သင့်တယ်အဲ့တော့မေတ္တာကိုပွားခြင်းစိတ်များခြင်းစိတ်ပေါက်ဖို့အတွက်ဘုန်းဘုန်းတို့ဟာမေတ္တာတရားကြောင့်ဖြစ်မဲ့ကောင်းကျိုးချမ်းသာတွေကိုလည်းပဲဆင်ញင်တတ်ဖို့လိုမယ်ဟုတ်လားမေတ္တာကိုမြတ်စွာဘုရားကအဥပြုပြီးတော့ထူးထူးခြားခြားဟောတဲ့ဒေသနာတွေအများကြီးရှိတယ်တနေ့သုံးကဩတရားဖြင့်ချက်ခါဓမင်းကျွေးမွေးခြင်းတဲ့မယွင်းစင်စစ်နုတညစ်စာကျိန်သုံးကမြမေတ္တာပွားများကြိုးကြီးမားသည်ဘုရားမြတ်စွာမိန်ခွန်းသည်မြတ်စွာဘုရားရဲ့နော်တုတ်တန်ဒေသနာတစ်ပုဒ်ကိုခြေခံပြီးတော့မာရှိစောဘုရားကြီးရေးထားတာလူတယောက်ကဥစ္စာပစ္စည်းရောတရားတရားရောပြည့်စုံလို့တနေ့ကို3ခါတစ်ခါချက်ရင်အိုးကြီး100အဲ့ဒီထမင်းနေနဲ့လိုက်ဖက်တဲ့ဟင်းတွေပါချက်ပြီးတော့လှူတယ်တဲ့တနေ့3ခါအိုးတရားဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွင်းစင်စစ်နုတညစ်စာကျိန်3ခါမြနော်မကြီးနို့ပြီးဆိုဆွဲညင်လိုက်တယ်အလုံးလုံးကြာ20စက္ကန့်30စက္ကန့်ပေါ့ဟုတ်လားအဲ့ဒါမျိုး3ခါလောက်ဖြူစင်တဲ့တကယ်အပြစ်ကင်းတဲ့မေတ္တာဓာတ်ထားနိုင်မယ်ဆိုရင်အဲ့ဒီမေတ္တာဆိုတဲ့ကောင်းမှုဟာတနေ့3ခါအိုးတရားနဲ့ဓမင်းတွေချက်ပြီးတော့ကျွေးမွေးလှူဒန်းရတဲ့အလှူဒါနတဲ့ပို့ပြီးတော့အကျိုးပေးကြီးမားတယ်လို့မြတ်စွာဘုရားအဲ့တိုင်ဟောတယ်ဟုတ်လားဒါကကောင်းကျိုးချမ်းသာကိုလိုလားတောင်းတတဲ့ပုဂ္ဂိုလ်တွေအတွက်စဉ်းစားเสียတာဒေသနာတစ်ခုပေါ့နောက်အန္တရာယ်ကင်းတဲ့ရှုထောင့်ကနေပြီးတော့အန္တရာယ်ကင်းမှုကိုပဲဘုံတို့လိုလားတောင်းတပြီးတော့အန္တရာယ်ကင်းရေးကိုပဲဦးစားပေးပြီးတော့စဉ်းစားမယ်ဆိုရင်လည်းဟောတဲ့ဒေသနာတွေရှိသေးတယ်ဘယ်လိုဟောတော့ဆိုတော့ယောက်ျားသားများပြီးတော့မိန်းမသားနဲတဲ့အိမ်ကိုလူဆိုးတစ်ခုတွေဝင်ရောက်နှိပ်စက်ဖို့မလွယ်ဘူးတဲ့
ယောက်ျားသားများပြီးတော့မိန်းမသားနေတဲ့အိမ်ပေးတဲ့ဥမာနော်အဲ့လိုပဲလူတစ်ယောက်ရဲ့စိတ်လုံးမှာမေတ္တာဓာတ်အားကောင်းပြီးတော့ဒေါသဓာတ်အားနည်းမယ်ဆိုရင်သူ့ကိုလူမပြောနဲ့တကိုးရှိတဲ့အမလုတ်သားတွေကတောင်နှောက်ယှက်လို့ဖြစ်စည်းလို့မရဘူးလို့အဲ့လိုဟောတယ်မိန်းမသားများပြီးတော့ယောက်ျားသားနေတဲ့အိမ်ကိုရန်သူတွေဝင်ရောက်နှိပ်စက်ဖို့လွယ်ကူသလိုအရာရာအလိုမချမှုစိတ်တိုင်းမချမှုဒေါသပဲဖြစ်နေတယ်တစ်ဖက်ကမေတ္တာကအလွန်အားနေတယ်ဒေါသအားကြီးပြီးတော့မေတ္တာအားနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်ကိုနော်အမတုဒ္ဒတွေဝင်ပြီးတော့နှိပ်စက်ဖို့တာမန်ပုဂ္ဂိုလ်တွေဝင်ပြီးတော့နှိပ်စက်ဖို့တောင်လွယ်ကူတယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဟုတ်လားဒါကဘေးရန်ကင်းရေးဆိုတဲ့ရှုထောင့်ကနေဦးစားပေးပြီးတော့မြတ်စွာဘုရားဟောတာပေါ့နောက်ထပ်တစ်မျိုးဟောတာရှိသေးတယ်နော်32လက်သစ်ရှိတယ်အလွန်ကောင်းတဲ့တန်နဲ့လှုပ်ထားတယ်အလွန်ထက်မြက်တဲ့တန်လျက်ဓာတ်အဲ့ဒီတန်လျက်ဓာတ်ကိုတစုံတစ်ယောက်ကဒီတန်လျက်ဓာတ်ကိုငါထရွက်6ကလေးကိုစက်ကူလေးကိုလုံးသလိုခြေသလိုမျိုးခြေပစ်မယ်လို့နော်ကြံစီစိတ်ကူးပြီးတော့အဲ့ဒီတန်လျက်ကြီးကိုသူခြေပစ်ဖို့လုံးပစ်ဖို့ကြိုးစားမယ်ဆိုရင်ဘာဖြစ်မလို့သူ့ရဲ့လက်သာလည်းအပိုင်းပိုင်းပြတ်သွားလိမ့်မယ်ဟိုတန်လျက်ကဘာမှဖြစ်မှာမဟုတ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားပေးတဲ့ဥမာနော်အဲ့လိုပဲမေတ္တာတအားကောင်းအောင်ထူထောင်ထားတဲ့ပုဂ္ဂိုလ်လေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်ကျင့်ပါများစွာမေတ္တာစိတ်ဓာတ်တွေကိုယ်တန်တမှာဖြစ်အောင်ကြိုးစားထားတဲ့ပုဂ္ဂိုလ်ဒီနေ့ကို108ခေါက်လောက်တော့အနည်းဆုံးဘုံဘုံကလုတ်ကြည့်စေခြင်းနဲ့ဟုတ်လားတိလာလိမ့်မယ်မလုတ်ခင်အားနဲ့လုတ်ပြီးတဲ့နောက်မှာထူးခြားမှုဟာရှိကိုရှိတယ်ဘာထူးမလဲတော့ဘုံဘုံမသိဘူးထူးတာတော့ထူးကိုထူးလိမ့်မယ်အနည်းဆုံးတော့ကိုစစ်မှန်တဲ့ကျင့်တဲ့မှုနဲ့ချမ်းသာမှုကိုရလိမ့်မယ်ဆိုတာတော့အမှခံနိုင်ဟုတ်လားဘာတွေဖြစ်မယ်ညာတွေဖြစ်မယ်ဘုံဘုံမပြောပါဘူးနော်ခုဒီမှာမြတ်စွာဘုရားကနော်လုံခြုံရေးရှုထောင့်ကနေကြည့်ပြီးတော့ပြောတာနော်တန်လျက်ကြီးကိုလိတ်ဖို့လုံးဖို့ကြိုးစားမယ်ဆိုရင်အဲ့ဒီလူသားဒုက္ခရောက်မယ်အဲ့လိုပဲမေတ္တာတအားကောင်းတဲ့ပုဂ္ဂိုလ်တယောက်ကဒုက္ခပေးဖို့ကြံစီမယ်စဉ်းစားမယ်ဆိုရင်အဲ့ဒီဒုက္ခပေးဖို့ကြံစီစဉ်းစားတဲ့သူသည်သာနဲ့ဒုက္ခရောက်သွားတဲ့အကြောင်းရှိတယ်ဒါလည်းပဲမေတ္တာကတံပြန်ပြီးတော့သူ့ကိုနှိပ်စက်လိုက်တာတော့မဟုတ်ဘူးသူစေတနာနဲ့သူသွားတာမေတ္တာကသူ့ကိုရှင်းရအောင်နှိပ်စက်တာမဟုတ်ဘူးဥမာဘာနဲ့တူလဲဆိုလို့ရှိရင်ဘုန်းတို့နော်ခိုင်ခန့်တဲ့နံရံကြီးကိုဘောလုံးတစ်လုံးနဲ့ပြစ်ပေါက်လိုက်မယ်ဆိုရင်အဲ့ဒီဘောလုံးဟာပြန်ကန်ထွက်သွားမှာပေါ့နော်ပြစ်တဲ့လူကအားဆိုင်ရင်စိုက်တဲ့လောက်ပြန်ကန်ထွက်တဲ့အရှိန်ကလည်းပို့ပြီးတော့ပြင်းထန်ပဲပေါ့အဲ့ဒီဘောလုံးကြီးပြန်ကန်ထွက်သွားအောင်နံရံကြီးကတွန်းထုတ်သလားနံရံအလွန်ကိုငြိမ်တယ်လုံးဝလှုပ်ရှားမှုမရှိအဲ့ဒီလှုပ်ရှားမှုမရှိလို့ကိုဟိုကောင်ပြန်ကန်ထွက်သွားတာပဲမေတ္တာဓာတ်အားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာလည်းအလွန်ငြိမ်သက်တယ်အလွန်မွန်မြတ်တယ်သူ့ကိုမကောင်းကြံတဲ့သူသားနဲ့သူ့ရဲ့ငြိမ်သက်မှုမွန်မြတ်မှုကပဲသူ့ကိုဒုက္ခမရအောင်ကာကွယ်ပြီးဟိုလူကတော့သူ့စေနာနဲ့သူသွားတာပဲဒီသဘောကိုပြောတာနော်ပြီးတော့ဘုန်းဘုန်းတို့မေတ္တာပွားဖို့အတွက်စိတ်အားထက်သန်သေးဖို့ဟိုမဖြစ်မနေခေါင်းထဲမှာမေတ္တာရဲ့အကျိုးကိုနားလည်ထားဖို့လိုတယ်အဲ့ဒါကမြတ်စွာဘုရားတတိတတန်အင်္ဂုတ္တပါဠိတော်ဧကတတနိဗ္ဗာန်မှာဟောထားတာအဲ့ဒါလေးကိုတော့ဘုန်းဘုန်းကနည်းနည်းပြောခြင်းသူကတော့ဒီပစ္စုပန်အန္တရာယ်တွေကနေလုံခြုံမှုပေးနိုင်ုံများမကဘူးတန်တရားမှာအဖြစ်ဆိုးတွေမတွေ့ရမကြုံရအောင်ထိပါသူကလုံခြုံမှုပေးနိုင်တာကိုပြောထားတယ်မြတ်စွာဘုရားကဟုတ်လားအဲ့ဒါလည်းမဟာစီဆိုတော်ဘုရားကြီးစီထားတဲ့လင်္ကာလေးရှိအိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြီးမျက်နှာတေကာမတွေ့လားလေမြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးဒီရအောင်ကြက်ထားတဲ့နဲ့ဒါလေးကမကြရွတ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုမေတ္တာပွားလို့စိတ်ကြမသွားအောင်တွန်းအားပေးရဒီအကျိုးကျေးဇူးကိုရှင်းကျင်ပြီးတော့အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြီးမျက်နှာတေကာမတွေ့လားလေမြမဆက်တဲ့ဖြာသည်မေတ္တာပွားမှုအကျိုးဒီမေတ္တာတအားကောင်းလာပြီသောတော်ကလို့ဘုန်းတို့ကြိုးစားရနော်မြမနဲ့လို့တတ္တဝါဟူသည်မြတို့သည်ဘေးရန်ကင်းကွာကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေအဲ့ဒါလို့ချိန်ပါများဆိုတာဘုန်းဘုန်းတို့ကကြိုးစားမယ်ဆိုလို့ရှိရင်အိမ်နိုးချမ်းသာဟောအိပ်ပျော်ရင်ချမ်းသာပဲအိပ်ပျော်သွားတယ်အိပ်ပျော်ဖို့အတွက်ဘုန်းဘုန်းတို့ဘာမှခက်ကြိုးစားကြမလို့ဟုတ်လားအချိန်ကာလများစွာအေးချမ်းတဲ့မေတ္တာတရားနဲ့နေထားတဲ့ပုဂ္ဂိုလ်တယောက်ပင်ပန်းကြီးစွာတဏီကုံအလုံးလုံးပြီးတဲ့နောက်မှာအိပ်ဆက်နားယူတဲ့အချိန်မှာသူ့အတွက်ဘာမှအခက်အခဲမရှိဘူး။နော်ဒီခေတ်မှာအိပ်ဆေးရဲ့အကူအညီမပါဘဲနဲ့တော်တော်များများအိပ်မပျော်ကြတော့အိပ်ပျော်ဖို့အတွက်ပင်ပန်းကြီးစွာကြိုးစားကြတာရှိဟုတ်လား
အဲ့ဒီပြဿနာကိုဘုန်းဘုန်းတို့ပြည်လေခြင်းနဲ့ဆိုရင်ချမ်းချမ်းသာသာအိပ်ဆက်နိုင်ဖို့အတွက်မေတ္တာတရားကိုအားကိုးရမယ်ဒုက္ခံသူပတိလို့မြတ်စွာဘုရားဟောတယ်နော်ချမ်းချမ်းသာသာအိပ်ပျော်အိမ်နိုးချမ်းသာနိုးရင်လည်းချမ်းချမ်းသာသာနိုးထားတယ်အိတ်ချင်မုံဝါနဲ့မထားခြင်းပဲနဲ့ပင်ပန်းကြီးဆိုတာယုံကန်ထားရတဲ့အနေအထားမျိုးမဟုတ်ဘူးနိုးပြီဆိုတာနဲ့စိတ်ကကြီးလဲနေတဲ့အားရှိနေဟုတ်လားအဲ့ဒီမေတ္တာအားနည်းမယ်ဆိုလို့ရှိရင်နိုးပြီဆိုတဲ့ကစားအရှုပ်ထွေးတဲ့ခေါင်းနဲ့အရင်ရောက်လာစိတ်ညစ်စရာအရင်ရောက်လာအဲ့ဒီလိုအခြေအနေဆိုကြီးအဲ့ဒီလိုအနေအထားမကောင်းတဲ့အနေအထားကြီးကိုဘုန်းဘုန်းတို့ပြောင်းလဲပြဖို့လိုရယ်နော်ဘုန်းတို့ပုထုဇဉ်တရားတွေရဲ့စိတ်ဟာရေဘူးရသဘောအဖြစ်အလိုမကျမှုနဲ့အချိန်ကုန်တာတွေကအများများတယ်သူတို့ဖြစ်ချင်တာရချင်တာတွေကအလွန်ကြီးတယ်အလွန်ကိုသူတို့တောင်းတတာတွေကများတယ်အဲ့ဒီတောင်းတမှုတွေများလေလေနော်တောင်းတချက်မပြည့်တဲ့အခါမှာစိတ်တိုင်းမကြမှုအလိုမကျမှုတွေကများလေအဲ့ဒီစိတ်တိုင်းမကြမှုအလိုမကျမှုကိုဘာလို့ခေါ်တော့ဒေါသအဲ့ဒီဒေါသစိတ်နှလုံးကိုပူလောင်စေတယ်ပင်ပန်းစေတယ်အဲ့ဒါတွေနဲ့အနေကြာလာတဲ့အခါမှာနော်ချမ်းချမ်းသာသာအိပ်ရတဲ့သဘောလည်းမရှိဘူးချမ်းချမ်းသာသာနိုးရတဲ့သဘောလည်းမရှိပင်ပန်းလွန်းလို့သာအိပ်ပျော်သွားရတယ်ဟုတ်လားနိုးချိန်ကြလို့သာနိုးလာရတယ်ဒီအိပ်ရတဲ့ကိစ္စနိုးရတဲ့ကိစ္စသူ့အတွက်ချမ်းသာမနေဘူးပေါ့နော်ဒါအရေးပါနော်ဒီကိစ္စကိုဘုန်းတို့သတိထားရမယ်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ဟောအိပ်ပျော်နေတဲ့အချိန်မှာတော့မေတ္တာတရားကစောင့်ရှောက်တယ်အိမ်မက်ဆိုမှမက်စီဘူးဟုတ်တယ်တခါတည်းဘုန်းဘုန်းတို့နော်အိတ်ချင်းဖြင့်အနားယူနေတဲ့အခါမှာတော့အိမ်မက်ဆိုးတွေရဲ့နှိပ်စက်တာကိုခံရတာရှိတယ်အဲ့ရကနိုးလာမှတော်ပါသေးရဲ့ကွာတကယ်မဟုတ်လို့ဟာအိမ်မက်ထဲမှာအရန်ကိုပဲဖြစ်နေတော့ဆင်းရဲတယ်ပင်ပန်းတယ်အိမ်မက်ကိုဘုန်းဘုန်းတို့ချုပ်ကင်နိုင်တာမရှိဘူးနော်သူမချင်မက်တာဟုတ်လားအတော်ကိုကအလိုမကျမှုတွေနဲ့အနေများတဲ့အခါကျတော့အိမ်မက်တောင်မှသူကအလိုမကျမှုတွေအလိုမကျစရာတွေနဲ့သူကသွားတော့တာဒါကိုမြင်တတ်ဖို့လိုတယ်ဟုတ်လားဒါကြောင့်အိမ်မက်ကောင်းကလေးတွေနဲ့ကိုယ့်ဘဝလေးကိုအိပ်ပျော်တဲ့အချိန်မှာချမ်းသာဖို့အတွက်မေတ္တာတရားကိုအကူရမယ်အဲ့ဒီအစဟောတယ်မြတ်စွာဘုရားဒုက္ခံသူပတိဒုက္ခံပရိပု္ပ္ပစတိနပါပကဏံသူပိနံပတ္တတိတဲ့ဒါမြတ်စွာဘုရားစကလုံးတိကြပါနော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနတ်ဟောမနုဿာနံပိယောဟောတိအမနုဿာနံပိယောဟောတိမေတ္တာတအားကောင်းတဲ့ပုဂ္ဂိုလ်ကိုဝန်းကျင်ကလူတွေကအလွန်မှချစ်မြတ်လို့ရတယ်ပြောရရင်ပတ်ဝန်းကျင်ကလူတွေရဲ့မေတ္တာကိုလွယ်လွယ်လေးရနိုင်တယ်မနုဿာနံပိယောဟောတိဒီကိစ္စလည်းဘုန်းဘုန်းတို့လိုလားတောင်းတမှုအကြီးရှိရနော်ကိုယ်ယွန်းရှားနေတာမုန်းတီးနေတာအထင်သေးနေတာကိုဘယ်သူမှမကြိုက်ဘူးခါခါတီးတီးတုံ့ပြန်တယ်ဟုတ်လားကိုယ်လေးစားတယ်တန်ဖိုးထားတယ်ကောင်းစေခြင်းနဲ့မေတ္တာရှိတယ်ဆိုရင်အလွန်မှကျင့်တတ်ရတယ်နှစ်သက်ရတယ်အဲ့ဒီအခြေအနေကောင်းကိုဘုန်းဘုန်းတို့လိုလားတောင်းတတယ်ဆိုလို့ရှိရင်မေတ္တာကိုပွားများရမယ်ပြောတာနော်မနုဿာနံပိယောဟောတိပြီးတော့ဗါတော့အမနုဿာနံပိယောဟောတိအမနုဿဆိုတာလူမဟုတ်တဲ့တရားဝါလူဟာလွဲလို့ကြံတဲ့တရားဝါအဲ့ဒီတရားဝါတွေရဲ့ချစ်ချင်းကိုလည်းပဲလွယ်လွယ်လေးရမယ်တဲ့ဟုတ်လားအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာဟောနောက်စောင့်လက်နှံများဒေဝတာနာရက္ခန္တိနတ်တွေရဲ့စောင့်ရှောက်မှုကိုမေတ္တာတအားကြီးတဲ့ပုဂ္ဂိုလ်ဟာရရှိထားတယ်တဲ့ကာယကံရှင်ကတည်ကောင်းမှတည်မယ်နော်အနေရရှိတဲ့နေရာမှာသွားပြစ်အောင်ဒုက္ခဖြစ်မဲ့အနေအထားမျိုးလေးတွေကိုမတွေ့ရမကြုံရအောင်ကြံကြံဖန်ဖန်လွတ်သွားအောင်နော်အဲ့လိုမျိုးစောင့်ရှောက်တဲ့အနေထားမေတ္တာထားတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကတည်ကောင်းမှတည်မယ်အဲ့ဒီလိုလေးနေတဲ့စမ်းကြယ်တဲ့ကိစ္စမျိုးတွေကတော့မေတ္တာတရားကဖြစ်ပွားစေတဲ့အနေအထားမျိုးမှာရှိတယ်ဆိုတာမြတ်စွာဘုရားမြင်လို့ပြောထားတာပေါ့နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာဟောစိတ်မိသားတို့ရှောင်ရှားကိုမှာနတ္တအကိဝဝိတံဝတ္ထံဝကမတိတဲ့အစိတ်တို့မီးဆိုတဲ့အပူဓာတ်တို့ဟုတ်လားဓာအစရှိတဲ့လက်နဲ့တို့အဲ့ဒါတွေကြောင့်အနေဖြစ်တာမရှိဘူးလုံခြုံရေးမှာဘလောက်တောင်သူ့ရဲ့ဆွမ်းအားကြီးတယ်လဲဆိုတာကိုမြင်ရမယ်ဟုတ်လားအဲ့ဒါဘုံကအစိတ်ဆိုတာတဲ့ဘက်တီးရီးယားပိုးတွေယောဂပိုးတွေတောင်ဘုံကထည့်ကြည့်ခြင်းတယ်ပေါ့နော်ဟုတ်လားဓာဆိုတာထဲမှာလက်နဲ့အမျိုးမျိုးကိုထည့်ကြည့်ခြင်းတယ်ပေါ့တထဆိုတဲ့လက်နဲ့ပဲတကယ်ကဟုတ်လားအဲ့တော့ဒီနေရာမှာတခုရှိတာကသူဝနာတာမပိလိယခမင်းကမြားနဲ့ပြစ်တဲ့အခါမှာမြားမှန်တယ်ဒုက္ခရောက်တယ်သူဝနာတာမမေတ္တာအားကြီးလွန်းလို့လူမြင်ရင်အလွန်ကြောက်တဲ့သမင်လေးတွေတောင်သူနာမှာဝိုင်းဝိုင်းလဲနေတယ်ဆိုတာလဲကြားဘူးတယ်နော်ကြားတွေကလည်းသူတို့ရဲ့အစာကိုသူဝနာတာမနေတဲ့နေရာမှာသူ့ရဲ့မေတ္တာဓာတ်လွှမ်းခြုံထားတဲ့ဧရိယာလေးထဲမှာကြားတွေကလည်းသားသမင်ကိုနော်
တပ်ဖြတ်လို့တဲ့စိတ်မရှိဘူးသားသမင်ကလည်းကြားတွေကိုကြောက်လန့်တဲ့စိတ်မရှိဘူးနှိမ့်ဆက်မဲ့လူကလည်းနှိမ့်ဆက်လို့စိတ်မရှိဘူးနှိမ့်ဆက်ခံရမဲ့လူကလည်းကြောက်လန့်တဲ့စိတ်မရှိဘူးဘယ်လောက်ဆန်းကျယ်လို့နော်အဲ့ဒီလောက်မေတ္တာအားကြီးတဲ့သူ့အနာတမှာဘာလို့များမှန်ရတယ်လေလို့တချို့ကအဲ့ဒါကိုသိကျင်ကြတယ်အဲ့ဒါကိုစားရဲရဘယ်လိုလေးဖြည့်ရှင်းပြထားတော့ဆိုတော့ဟိုစစ်သူကြီးများသုံးတဲ့ချက်ဝတ္တဇာအဲ့ဒီချက်ဝတ္တဇာကိုဝတ်ပြီးတော့တိုက်ပွဲဆင်နွှဲမယ်ဆိုလို့ရှိရင်ရန်သူရဲ့လက်နက်ဟာဘလို့မှသူ့ကိုမထိရောက်နိုင်ဘူးပေါ့နော်ချက်ဝတ္တဇာကကာကွယ်ထားမယ်ပေါ့သို့တော့ချက်ဝတ္တဇာကိုချွတ်ပြီးတော့ချိတ်ထားမယ်ဆိုအဲ့ဒီအချိန်မှာဆိုရင်တော့ချက်ဝတ္တဇာကသူ့ကိုကာကွယ်ဆောင်ရှောက်မှုမပြုနိုင်ဘူးတော့ချွတ်ထားတဲ့အချိန်မှာကာကွယ်ဆောင်ရှောက်မှုမပြုတာနဲ့ချက်ဝတ္တဇာဟာလက်နက်ရဲ့အန္တရာယ်ကနေမကာကွယ်နိုင်ဘူးလို့ပြောလို့ရမလားမရဘူးအဲ့တော့ဆိုလိုတာကမေတ္တာလက်လွတ်ဖြစ်နေတဲ့အချိန်မှာသူ့အနာတမှာဒုက္ခရောက်တယ်ဆိုတဲ့အနေထားလေးကိုပြောတာဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ကနော်အန္တရာယ်များတဲ့ဒီခေတ်ဒီခါမှာမေတ္တာတရားရဲ့သဘောတဘာဝတွေကိုနားလည်ပြီးတော့သူ့ကိုယ့်ရဲ့အကာအကွယ်အဆောင်အရှောက်တစ်ခုအနေနဲ့နီးမှန်လမ်းမှာဘုန်းဘုန်းတို့အသုံးချနိုင်မှုမလိုဘူးလားလိုတယ်နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင်းလက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာခုနှစ်မျိုးရှိသွားပြီနော်စိတ်မိသားတို့ရှောင်ရှားကိုမှာလျင်စွာစိတ်တည်တဲ့ဟောနော်တုဒ္ဒံစိတ်တံတမာတိယတိမေတ္တာပွားများတဲ့အလေးရှိတဲ့ပုဂ္ဂိုလ်ဟာနော်ဒီမေတ္တာကိုအာယုံပြုတ်လိုက်တာနဲ့အာယုံမပြုတ်ခင်ကလှုပ်လက်ခတ်နေတဲ့စိတ်ဟာမြန်မြန်ဆန်းဆန်းငြိမ်ကျသွားတယ်နော်စိတ်ကိုမီးကိုရေနဲ့နှိမ့်လိုက်တယ်လို့မျိုးတခါတည်းနိုင်တဲ့နော်အလေးအကျင့်ဟာမေတ္တာအလေးအကျင့်ပဲနော်ကျန်တဲ့ကမ္မထံကိုမြတ်စွာဘုရားအဲ့လိုဟောတာဘုံဘုံသိပြီးတော့မတွေ့ဘူးဟုတ်လားမေတ္တာဓာတ်ဟာစိတ်ကိုပါတော့အလွန်မှမြန်မြန်ဆန်းဆန်းငြိမ်သက်စေတယ်အဲ့ဒီအကျိုးကျေးဇူးကိုဘုံဘုံတို့ရကျင်နေဆိုရင်မေတ္တာပွားရမှာချုပ်ပြောရတာရှိရလေတပည့်တို့တရားအထုတ်ရင်စိတ်တွေကပြန့်လွင့်နေတာပဲမငြိမ်ဘူးလို့ပြောကြတာရှိတယ်ဒီနည်းလေးနဲ့မလုပ်ကြည့်တဲ့နော်စမ်းကြည့်တဲ့နဲ့ဟုတ်လားမေတ္တာတရားပွားများပြီးတော့တည်ငြိမ်တဲ့စိတ်ရှိပြီးဆိုတော့မှရုပ်နာရဲ့အပေါ်မှာနားလည်မှုရှိအောင်ဥတည်ပြီးတော့ပြောင်းလဲပြီးတော့ဘုံဘုံတို့အသိဉာဏ်ပညာစိုက်မယ်ဆိုလို့ရှိရင်နော်လူရာခီးကိုလွယ်လွယ်နဲ့ရောက်သွားနိုင်တာလည်းရှိမယ်ပေါ့ဟုတ်လားဒါကြောင့်ဒီတုဒ္ဒစိတ်တံတမာရိရဲ့ဒီစိတ်ကိုမြန်စွာတည်ငြိမ်စေတယ်ဆိုတဲ့မေတ္တာရဲ့အကျိုးအန္တိတင်ရလည်းပဲနော်မျက်နှိုးစရာကောင်းတဲ့အကျိုးအန္တိတင်တစ်ခုပေါ့နော်အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင်းလက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နာဟောရွှင်ကြည်မျက်နာမုခဝန္နောဝိပ္ပတိရတိမေတ္တာဓာတ်အားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာကြည်လင်တယ်တန့်ရှင်းတယ်မြင်ရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးကိုငြိမ်အေးစေတယ်လှတာအိုတာနဲ့မဆိုင်ဘူးဟုတ်လားဒီနေရာမှာဘုံဘုံတို့မေတ္တာရဲ့စွမ်းအင်ကနောက်ဘဝလူဖြစ်เสียရှိလို့လူဖြစ်မယ်ဆိုရင်လည်းပဲအလုံးဝမြင်ရတဲ့လူရဲ့စိတ်နှလုံးကိုချမ်းသာသွားစေတဲ့ရုပ်ရည်မျိုးကိုဖန်တီးနိုင်တယ်ဆန့်ကျင်ဘက်အနေနဲ့ဒေါသကတော့မြင်ရတဲ့လူတိုင်းကိုအလုံးဝစိတ်ဆင်းရဲသွားအောင်ဖန်တီးနိုင်တယ်နော်အိုတယ်ဆိုတာမြင်ရတဲ့လူဘာဖြစ်သွားတာတော့စိတ်ဆင်းရဲသွားတာနော်လှတယ်ဆိုတာမြင်ရတဲ့လူဘာဖြစ်သွားတာတော့စိတ်ချမ်းသာသွားတာဒါကအတိတ်ကံကြောင့်ရတဲ့အကျိုးရလဒ်တစ်ခုပေါ့သို့တော့ပြစ္ဆုတ်ပံမှာဆက်စဉ်းစားကြည့်ပါဦးအဲ့ဒီလှတယ်ဆိုတော့သူသည်ပင်လျင်ဒေါသဖြစ်နေတဲ့အခိုက်မှာသူ့ရဲ့ရုပ်ရည်ဘယ်လိုဖြစ်နေတော့ကြမ်းထမ်းသွားနော်အိုတယ်ဆိုတော့သူသည်ပင်လျင်မေတ္တာရှိနေမယ်ဆိုရင်မေတ္တာထားနေမယ်ဆိုရင်အဲ့ဒီအိုလေးရလည်းဘာဖြစ်နေတော့ကြည့်ကောင်းနေပြန်တယ်စွမ်းတတိတွေကိုမြင်ဖို့လိုတယ်နော်ဒါကြောင့်ကိုယ့်ရဲ့ရုပ်ရည်ကိုကြည့်ကောင်းတဲ့အနေအထားမျိုးကိုရောက်ချင်တဲ့အထူးသဖြင့်အမျိုးသမီးတို့ပေါ့နော်ဒီကိစ္စအတွက်လုံးပန်းမယ်ဆိုရင်ဒီနီလန်းကအကောင်းဆုံးလို့ဘုံဘုံကမြင်ကျွန်တော်နီလန်းတွေကငွေကုန်ကြေးကြများတယ်နော်ဟုတ်လားဘာတွေမှန်းတော့မသိဘူးဘလို့လောက်ရမယ်မှန်းတော့မသိဘူးဟုတ်လားသူတို့ပစ္စည်းတွေနော်ဘလို့သုံးရတယ်ဆိုတော့သင်တန်းတက်ရမယ်အနေထားမှရှိရနော်ဟုတ်လားဒီအလှအပအတွက်ကပန်းအလှပရဲ့ပန်းနိုင်ရပါတော့ကြည့်ကောင်းဖို့ပေါ့ဟုတ်လားအဲ့ဒါကြည့်ကောင်းစေခြင်းလေဆိုလို့ရှိရင်အကောင်းဆုံးအရာထည့်ထားလိုက်အကောင်းဆုံးအရာပါတော့မေတ္တာတရားပဲလောကီလိုအကောင်းဆုံးအရာမေတ္တာကိုဘယ်သူမှရှင်းကိုမရှင်းနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကဒီဘဝတမ္ပတ္တိဘောဂတမ္ပတ္တိလောကီကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့ကုသိုလ်ကောင်းမှုတွေမှာမေတ္တာဟာအထွတ်အထိပ်ပဲလို့ဟောတယ်မေတ္တာကြောင့်ဖြစ်တဲ့ကောင်းကျိုးချမ်းသာကိုငါဘုရားကလွဲလို့ဘယ်သူမှကုံအောင်မမြင်နိုင်ဘူးလို့အဲ့လိုလဲဟောတယ်ဘုံဘုံတော်ကဒါအကောင်းဆုံးလက်နက်ကိုရထားတာအသုံးချဖို့ပဲလိုတော့တာနော်ဟုတ်လား
အိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လူနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာသေကမတွေ့ဟောဒီချက်ကအားရစရာအလွန်ကောင်းသေကမတွေ့နော်အတ္တံမုံလောကလံကရောတိဘဝရဲ့သေခြင်းတရားနော်အခုဘုံဘုံတို့ရှင်းသန်းနေတယ်ဆိုတာမိတော့ကလေးတောက်ဟုတ်လားဒီမိတော့ကလေးကဘာကိုဆွဲပြုတ်ပြီးတော့တောက်နေတာတုံးဆိုတော့စီနဲ့မီးစာကိုဆွဲပြုတ်ပြီးတော့တောက်နေတဲ့အချိန်တိုင်းမှာမီးစာဟာကုန်းနေတယ်စီရလည်းဘာဖြစ်နေတော့မီးစာကလည်းဆင်းဆွဲဆုပ်တာကိုခံနေရတယ်1မိနစ်တောက်ရင်1မိနစ်စာစီနဲ့မီးစာဟာကုန်းတယ်ခုဘယ်လောက်များလောင်ကျွမ်းပြီးပြီတော့နှစ်40ဆိုရင်နှစ်ပေါင်း40လောင်ကျွမ်းပြီးပြီနောက်ထပ်ဘယ်လောက်ဆက်ပြီးတော့ဒီမီးတောက်ကလေးတောက်မှာတော့အဲ့ဒါဘယ်သူမှမသိနိုင်ဘူးအဲ့ဒါလက်ကြံစီနဲ့မီးစာဘယ်လောက်ရှိသေးသလဲဆိုတာပေါ်မှာမူတည်တယ်အဲ့ဒီရှုတော်ကကြည့်မယ်ဆိုရင်ဘဝထိတ်လန့်စရာနဲ့သွားနေတာနော်ဘယ်ချိန်ကုန်သွားမလဲဒီစီကုန်တဲ့ချိန်ရက်မှာနော်အားနာတဲ့သဘောမရှိဘူးတဏှာတဲ့သဘောမရှိဘူးငဲ့ညာတဲ့သဘောမရှိဘူးဟာဒီလူအလုတ်တန်းလန်းနဲ့ငါရက်လိုက်လို့မဖြစ်ဘူးလို့ရှိမလားသိခြင်းတရားမှာမရှိဘူးနော်တချို့ဘဝကိုအခုမှစမယ်လို့လောက်ခါရှိသေးတယ်သူကဆုံးသွားအဲ့လိုလူတွေအများကြီးရှိရနော်ဘာပြောတာတော့သိခြင်းတရားအချိန်မရွေးတွေ့ရနိုင်တယ်အဲ့ဒီသိခြင်းတရားကဘဝမှာအကြီးမားဆုံးအပြောင်းလဲကိုဖြစ်စေမဲ့အရာပဲဘဝမှာအကြီးမားဆုံးအပြောင်းလဲဆိုတာကဆိုကြပါစို့အခုလူသေတာနဲ့ဒီမှာအလောင်းကောင်ကြီးကဒီတိုင်းကြံ့နေပြီးတော့သူ့ရဲ့အဆက်ကဘယ်မှာသွားဖြစ်နေလို့ဆိုတော့သိဋ္ဌာန်မှာသွားဖြစ်နေသူရိစ္ဆန်ဖြစ်နေတယ်ဘလောက်ကြီးမားတဲ့အပြောင်းလဲလဲအခုလူသေတာနဲ့ဟိုမှာနတ်ဖြစ်နေပြီဘလောက်ကြီးမားတဲ့အပြောင်းလဲလဲကောင်းတဲ့ဘက်မှာလည်းပဲဖြစ်နိုင်တယ်လို့ဆိုးတဲ့ဘက်မှာလည်းဖြစ်နိုင်တယ်ဘာကိုအကြောင်းပြုပြီးတော့ဖြစ်သွားတာလဲအဲ့ဒီအပြောင်းလဲဟာသေခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်သွားတာဟုတ်တယ်မဟုတ်လားအဲ့ဒီသေခြင်းအပြောင်းလဲကြီးကအကြီးကြီးပဲသူကအဲ့ဒါဘုံဘုံတို့အကောင်းဆုံးအပြောင်းလဲဖြစ်အောင်လုပ်နိုင်ဖို့လိုမယ်ပေါ့အဲ့ဒါကောင်းကောင်းသေနိုင်ရင်ကောင်းတဲ့အပြောင်းလဲဖြစ်ကောင်းကောင်းမသေနိုင်ဘူးဆိုရင်ကောင်းတဲ့အပြောင်းလဲမဖြစ်ဘူးဒါကောင်းတဲ့အပြောင်းလဲဖြစ်ဖို့အတွက်ဘယ်သူကတာဝန်ယူထားလဲဆိုတော့အခုဒီမှာမေတ္တာကတာဝန်ယူထားတယ်မသေးခင်မှာအစသရရအစဉ်ပြေအောင်အန္တရာယ်တွေကလွတ်အောင်လုံခြုံအောင်ကာကွယ်စောင့်ရှောက်ရုံမြမကဘဲနဲ့သေပြီးဤအခြားမဲ့ထိလိုက်ပြီးတော့သူဘာလုပ်မှာတော့စောင့်ရှောက်မှာခုကျတို့အမျှော်မြင်ရှိတဲ့လူတိုင်းငါကောင်းကောင်းကန်းကန်းမှသိနိုင်မှမလားမသိဘူးလို့တွေးပြီးတော့ကြောက်ကြတာတွေရှိမယ်နော်အဲ့ဒီလိုပုံကိုယ်တွေအတွက်ဒါအဖြေပဲအတ္တမုံလောကလံကရောတိမတွေးမဝေကြီးကြီးလင်းလင်းငြိမ်ငြိမ်အေးအေးချမ်းချမ်းသာသာသိခြင်းကိုလက်ခံနိုင်တယ်ဟုတ်လားသိခြင်းတရားကိုချမ်းချမ်းသာသာဘုံဘုံတို့ရင်ဆိုင်နိုင်လိမ့်မယ်ဟုတ်လားချမ်းချမ်းသာသာသိပြီဆိုရင်တော့ချမ်းချမ်းသာသာနေရတဲ့အနေအထားမျိုးကိုပဲဆက်ဖြစ်သွားမယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုပြောတော့ဥတ္တရိအပရိဝိဇ္ဇံတော့မြမလောကုဘကောဟောတိတဲ့နော်အထက်မဲ့ဖို့တွေမရသေးလို့အထူးသဖြင့်အရဟတမေညာအရဟတဖို့ညာမရသေးလို့ဟုတ်လားဘဝဆက်ရအောင်မယ်ဆိုလို့ရှိရင်မေတ္တာတရားကသူ့ကိုဘယ်ထိပို့နိုင်လဲဆိုရင်31ဘုံမှာအမြင့်ဆုံးလို့ပြောတဲ့ဗြဟ္မဘုံကိုပို့မယ်ဒါရည်ဘူးရသဘောနော်လူဘုံနဲ့နတ်ဘုံကမြင့်တယ်နတ်ဘုံနဲ့ဗြဟ္မဘုံကမြင့်တယ်ဟုတ်လားဗြဟ္မလောကုဘကောဟောတိတဲ့ဗြဟ္မဘုံကိုကတ်ရောက်ရတယ်တဲ့မေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်သူ့ရဲ့စွမ်းအားသူ့ရဲ့အရှိန်ကကြီးလွန်းလို့တခါတည်းဘုံဘုံကဘလို့တောင်မြင်လဲဆိုတော့ဟိုဒီတနက်နဲ့ကြည်တံကိုထက်ပြီးတော့ပြစ်လိုက်တယ်အမြောက်နဲ့ထက်ပြီးတော့ပြစ်လိုက်တယ်ဒုံးကြီးနဲ့ပြစ်လိုက်တယ်စွမ်းအားတွေပေါ်မှာမူတည်ပြီးတော့ဘယ်နှမိုင်ရောက်တယ်ဘယ်လောက်ထိသွားတယ်ဟုတ်လားတာတို့ပြစ်တာလက်ပြစ်တာဝေးပြစ်ဆိုရင်ရှိတယ်မဟုတ်လားပြစ်တာဘယ်ထိပြစ်တင်လိုက်တာဗြဟ္မပြည်ထိရောက်အောင်ပြစ်တင်လိုက်တာနော်နတ်ပြည်ကိုချော်သွားတယ်ဟုတ်လားသူ့ရဲ့စွမ်းအားကိုမြင်ဖို့ပြုံပုံတို့ပြောပြတယ်နော်အဲ့ဒါအကျိုးကျေးဇူးဘယ်နှမျိုးတော့17မျိုးအိမ်နိုးချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လိုနဲ့စောင့်လက်နှံများစိတ်မိသားတို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရွှင်ကြည်မျက်နှာသေကမတွေ့လားလေမြမ17ဖြာသည်မေတ္တာပွားမှုအကျိုးဒီဒါလေးကိုရအောင်ကြက်တာရအောင်ကြက်ပြီးတော့မကြရွတ်ဖက်ခြင်းအပြင်ကိုယ့်ရဲ့မေတ္တာပွားလို့စိတ်ကိုဘယ်လိုရမလို့ထက်သန်စေရမယ်ပေါ့နော်အဲ့ဒါဘုန်းဘုန်းတို့တရားရဲ့ပထမပိုင်းနေနဲ့မေတ္တာခြုံ၍လုံပါစေဆိုတာဒါကိုပြောနော်ဒီဘဝကိုလုံခြုံမှုပေးုံနဲ့မကသေခြင်းတရားကိုနော်ဖြတ်တန်းတဲ့အခါမှာလည်းပဲလုံခြုံမှုရှိအောင်သိပြီးတဲ့နောက်နောက်ဘဝမှာလည်းပဲလုံခြုံမှုရှိအောင်အဲ့ဒီထိလိုက်ပြီးတော့ကာဝယ်စောင့်ရှောက်နိုင်စွမ်းရှိတယ်ဆိုတာကိုမြင်ပြီးတော့ဘုန်းဘုန်းတို့ကမေတ္တာတရားကိုအာကိုအာရပြုကြရမယ်ပေါ့နော်
ကိုစောင့်ရှောက်မဲ့အရာကိုကိုယ်တိုင်ပဲကြိုးစားပြီးတော့တီဆောက်ရမှာနော်မြတ်စွာဘုရားသူများကိုအားကိုးလို့ဘယ်တော့မှမဟောဘူးမပြောဘူးလို့ပြောတာတော့ကိုအားကိုအတ္တဟိအတ္တနောနာတော်ကိုတို့အားကိုးစရာကိုပဲရှိတယ်ဘာလို့ဆိုကိုတို့အားကိုးရကိုပဲလှုပ်လို့ရလို့သူများလှုပ်ခိုင်းလို့မရလို့ဟုတ်လားဒါကြောင့်ကိုတို့အားကိုးရအောင်ကိုယ်တိုင်လှုပ်ရတာဖြစ်လို့ကိုအားကိုးလို့ပြောတာနော်အဲ့ဒါဘုန်းဘုန်းတို့ခုအားကိုးတစ်ခုရသွားတယ်ပေါ့ဘာလို့မေတ္တာတရားမေတ္တာခြုံ၍လုံပါစေတဲ့ဘုန်းဘုန်းကအတန်ဖတ်မထားလဲရဘူးမေ့နော်အဲ့တော့ခုဘုန်းဘုန်းတရားဟောတာဘယ်လောက်ရှိသွားပြီတော့ဘယ်နှမိနစ်ရှိသွားပြီတော့မိနစ်30လောက်တော့ရှိအောင်နော်တိုင်မှန်းပြီးတော့ချလိုက်တာပေါ့နော်နောက်ထပ်တစ်ပိုင်းကြံသေးတယ်ဘာလဲတော့သစ္စာဆောင်၍အောင်ပါစေဒီအပိုင်းကတော့မြတ်စွာဘုရားပွင့်လာမှသိရတဲ့အပိုင်းကိုပြောမှသူကလေးနဲ့တယ်နော်လေးတဲ့အရာကိုမမယ်ဆိုလို့ရှိရင်အားရှိဖို့လိုမယ်ပေါ့နော်အားမရှိဘူးဆိုရင်လေးလံတဲ့အရာကိုမနိုင်မလားအဲ့လိုဆိုရင်ခုပြောမဲ့တရားစကားကလေးနဲ့တဲ့အတွက်ကြောင့်တရားဓမ္မတွေမှာယုံကြည်မှုတရားအားဟုတ်လားကြိုးစားမှုဝရိယအားအောင်မြင်မှုတတိအားစူးစိုက်နိုင်စွမ်းတမာရီအားနားလည်နိုင်စွမ်းရှိတဲ့ပညာအားဒီအားတွေကိုမြင့်တင်ပြီးမှခုပြောမဲ့အကြောင်းအရာကိုဆက်ပြီးတော့နားထောင်ရအောင်နော်သစ္စာဆောင်၍အောင်ပါစေသစ္စာဆိုတာဘာလို့အမှန်တရားဆောင်တယ်ဆိုတာဘာလို့သိအောင်ဆောင်ရွက်တာအောင်တယ်ဆိုတာဘာလို့ကိုယ့်ရဲ့မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကိုယ့်စိတ်ကိုအောင်မြင်တာတနည်းအားဖြင့်ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်နိုင်စွမ်းတာကိုကိုအောင်တယ်လို့ပြောတာဟုတ်လားအဲ့ဒါလေးကိုဘုန်းဘုန်းတို့အသေးစိတ်ကလေးဆက်ပြီးတော့မှတ်သားကြည့်မယ်နော်သစ္စာဆိုတာအမှန်တရားဘာရဲ့အမှန်တရားလဲလို့မေးရင်ဘဝရဲ့အမှန်တရားဒီခန္ဓာရဲ့အမှန်တရားအဲ့တော့ဒီခန္ဓာရဲ့အမှန်တရားကိုပြောတဲ့နေရာမှာအကျဉ်းမြင်ဘုန်းဘုန်းတို့က5မျိုးလောက်တော့ကျွမ်းကျင်ကြရမယ်ဘဝခန္ဓာရဲ့အမှန်တရားကိုသိအောင်ကြိုးစားတဲ့နေရာမှာအကျဉ်းမြင်ဘယ်နှမျိုးလောက်တော့သိရမလဲ5မျိုးလောက်သိရမယ်တစ်အချက်ဘာသိရမလဲဆိုရင်ဘဝမှာဖြစ်ပေါ်နေတဲ့ချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာကိုယ့်ရဲ့စိတ်နေသဘာဝစိတ်ထားစိတ်စေတနာပေါ်မှာမူတည်တယ်ဆိုတဲ့အမှန်တရားကောင်းတဲ့စိတ်ထားကောင်းတဲ့စေတနာသည်ချမ်းသာမှုအမျိုးမျိုးကိုဖြစ်စေတယ်မကောင်းတဲ့စိတ်ထားမကောင်းတဲ့စေတနာတွေဆင်းရဲကျိုးအမျိုးမျိုးကိုဖြစ်စေတယ်ဆိုတဲ့အဲ့ဒီအမှန်တရားကြီးဒါကိုကမ္မနိယာမလို့ခေါ်တယ်ဘုရားကလှုပ်ထားလို့ဖြစ်နေတာမဟုတ်ဘူးဘုရားကတကယ်ဖြစ်နေတာကိုသိုံပဲသိတာဘယ်ရာကိုမှဘုရားလှုပ်တာမရှိဘူးနော်ဘုန်းဘုန်းတို့မြတ်စွာဘုရားဖန်တီးရှင်မဟုတ်ဘူးသိမြင်နားလေသူတပည့်ညုတဉာဏ်ဆိုတာအလုံးစုံကိုသိတာမြင်တာကိုပြောတာခုမြတ်စွာဘုရားအရင်သိတယ်ဘာသိတော့တတ္တဝါတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့အစဉ်ပြေခြင်းမပြေခြင်းချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေကသူတို့ရဲ့စိတ်နေသဘာဝသူတို့စိတ်ထားသူတို့စေတနာပေါ်မှာပဲအကြောင်းခံပြီးတော့ဖြစ်ပေါ်နေတာလို့မြတ်စွာဘုရားမြင်တယ်ဒါတကယ်သဘာဝကြီးပဲသစိတ်နေစိတ်ထားလို့ဆိုတဲ့ဒီစေတနာကောင်းဆောင်တဲ့သဘာဝကလည်းအကျဉ်းများဖြင့်2မျိုးရှိတယ်ပေါ့နော်ကောင်းတဲ့စေတနာရဲ့မကောင်းတဲ့စေတနာရဲ့စေတနာဆိုတာတိုက်တွန်းနှိုးဆော်တဲ့သဘောကိုပြောတာနော်အတွေးတစ်ခုတွေးဖြစ်သွားဖို့စကားတစ်ခွန်းထွက်သွားဖို့အလုပ်တစ်ခုလုပ်ဖြစ်သွားဖို့အတွက်ဘုန်းတို့ဒီအတွင်းနှိုးဆော်နေတဲ့စိတ်ဓာတ်နံဓာတ်သဘာဝတရားတစ်မျိုးရှိတယ်ခေါင်းဆောင်ပေါ့အဲ့ဒါကိုစေတနာလို့နာမည်ပေးတာအဲ့ဒီစေတနာကသူကကောင်းတဲ့နေရာမှာလည်းသူခေါင်းဆောင်တယ်မကောင်းတဲ့နေရာမှာလည်းသူခေါင်းဆောင်တယ်မကောင်းတဲ့နေရာခေါင်းဆောင်တဲ့အခိုက်မှာအဲ့ဒီစေတနာကိုအကုသိုလ်ကံလို့နာမည်ပေးတယ်ကောင်းတဲ့စေတနာကိုကုသိုလ်ကံလို့နာမည်ပေးတယ်ဟုတ်လားအကုသိုလ်ကံသည်ဆိုးရတဲ့ပန်းတိုင်ရှိတဲ့ယုံညံ့တဲ့လမ်းပဲကုသိုလ်ကံသည်မြင့်မြတ်တဲ့ပန်းတိုင်ရှိတဲ့အလွန်ကောင်းမွန်တဲ့လမ်းပဲဒီသဘောဟုတ်လားဒါဘုံဘုံတို့ပထမနားလေရမယ်ဘဝရဲ့အမှန်တရားသစ္စာဆိုတော့အဲ့ဒီကနေသွားပါနော်အမှန်တရားကြီး5ချက်သိရမယ်နံပါတ်1ကံရဲ့အကျိုးကမ္မနိယာမဟုတ်ပြီနော်စိတ်စေတနာသီးသားနဲ့ချမ်းသာခြင်းဆင်းရဲခြင်းကိုဖန်တီးတဲ့အရာလို့နားလည်တာဟုတ်လားအဲ့လိုနားလည်မဆိုရင်ဘုန်းဘုန်းတို့မကောင်းတဲ့စိတ်စေတနာတွေထားရဲမလားအကယ်၍ဖြစ်ပေါ်အောင်တောင်ဖြစ်ကြောမရှိဘူးတွေးမိတာနဲ့ငါကငါဆင်းရဲအောင်လုပ်လို့မရဘူးဆိုတော့လာမယ်နော်ဟုတ်တယ်မဟုတ်လားကောင်းတဲ့စေတနာတွေထားဖို့အတွက်ဘုန်းဘုန်းတို့အများကြီးလမ်းပွင့်သွားတယ်နော်ငါကငါအာဟုအာကာရပြုရအာဟုအာရာရှိဖို့အတွက်ငါကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ကောင်းတဲ့စိတ်ထားတွေဖြစ်အောင်ဘုန်းတို့အများကြီးကြိုးစားကြမယ်သူအရေးပါတယ်နော်ဒါကြောင့်ကမ္မနိယာမဆိုတဲ့ပထမအမှန်တရားဒါကိုသိရင်အောင်မြင်မှုရမှာနော်
ဘယ်ဆင့်ရမလို့ဆိုတော့အကုသိုလ်ကံနည်းမယ်ကုသိုလ်ကံများမယ်အောင်မြင်မှုကအဲ့လိုသွားတာအကုသိုလ်ကံနည်းရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ဆင်းရဲနည်းတယ်ကုသိုလ်ကံများရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခများတယ်ဒီလိုသွားတာသစ္စာကိုသိတာနဲ့အောင်မြင်မှုဘယ်လိုရသွားတယ်လဲဆိုတာသူ့အဆင့်နဲ့သူနားလည်ရတယ်နော်နောက်ဒုတိယဆင့်ဒုတိယသစ္စာကဘာလဲဆိုတော့ဒီသဘာဝလောကကြီးထဲမှာပုဂ္ဂိုလ်တ attva ဆိုတာတကယ်ရှိတာမဟုတ်ဘူးဖောက်ပြန်မှုအစုအဝေးကြီးအစုအဝေးကိုခန္ဓာလို့ခေါ်တယ်ဖောက်ပြန်မှုကိုရုပ်လို့ခေါ်တယ်ရုပ်ခန္ဓာရူပခန္ဓာဟုတ်လားရုပ်အစုအဝေးကြီးရှိဖောက်ပြန်တယ်သူကခုပူရင်တစ်မျိုးအေးရင်တစ်မျိုးနော်အနေအထားတစ်မျိုးတည်းမှာမရက်တည်နိုင်မှုဒီရုပ်ပိုင်းဆိုင်ရာအစုအဝေးကြီးကဒါရင်လားဆိုတော့မဟုတ်ဘူးဒီရုပ်ပိုင်းဆိုင်ရာအစုအဝေးကြီးကိုအမိပြုပြီးတော့ဖြစ်နေတဲ့နံတရားလို့ဆိုတဲ့နော်ခံစားမှုဘာဘာညာညာမှတ်ထင်မှုဟုတ်လားအကောင်းဆိုအမျိုးမျိုးတုံ့ပြန်မှုသိမှုလို့ဆိုတဲ့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့နံခန္ဓာနံအစုဝေး၄မျိုးခန္ဓာ၅ပါးပေါ့နော်စုလိုက်လို့ရှိရင်ပါတော့ရုပ်ရဲ့နံရဲ့ဒါပဲတကယ်ဖြစ်နေတာပုဂ္ဂိုလ်တ attva တကယ်မရှိဟုတ်လားချစ်သူမုန်းသူတကယ်မရှိဘူးယောက်ျားမိန်းမတကယ်မရှိဘူးကြီးသူငယ်သူတကယ်မရှိဘူးဟုတ်လားတကယ်ဖြစ်နေတာဘာလို့ဆိုတော့ရုပ်နဲ့နာမည်ဖြစ်ပေါ်နေတာအဲ့ဒါအမှန်တရားကြီးပဲအဲ့ဒါသူနည်းနည်းမြင့်သွားပြီနော်အဲ့ဒီအမှန်တရားကိုသိရင်နာမရူပပရိစ္ဆေဒဉာဏ်ကိုရတယ်လို့ခေါ်တာဟုတ်လားဒါဘုန်းဘုန်းတို့သိကိုသိအောင်လုပ်ရမယ်တနည်းအားဖြင့်အတန်းမတက်ရသေးဘူးဆိုရင်အတန်းတက်ရမယ်အတန်းဟုတ်လားနောက်တတိယသိရမယ်အမှန်တရားကဘာလဲဆိုတော့ဒီဖြစ်ပေါ်နေတဲ့ယုံ nant သဘာဝတွေဟာဘယ်ဟာကဖန်ဆင်းလို့မှဖြစ်နေတာမဟုတ်နော်သူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝရှေ့ယုံ nant ကိုအကြောင်းခံပြီးတော့နောက်ယုံ nant တွေဆင်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့သဘောပဲတကယ်ကဟုတ်လားအဲ့ဒါလည်းပါတော့အမှန်တရားကြီးပဲအဲ့ဒီအမှန်တရားကိုသိရင်ဘာဉာဏ်ကိုရတဲ့ခေါ်မလို့ပစ္စယပရိက္ခဉာဏ်ဟုတ်ပြီနော်ကမ္မတက္ကတာဉာဏ်နာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်ဟုတ်ပြီအဲ့ဒီလိုအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘာဝတရားတွေဟာအနိစ္စဒုက္ခအနတ္တမျှတာဖြစ်တယ်လို့သိရင်ဒါဝိပဿနာဉာဏ်အဲ့ဒါ၄ခုမြောက်သိရမယ်အမှန်တရားအနိစ္စဒုက္ခအနတ္တဟုတ်လားအနိစ္စဆိုတော့ဘာလို့အမြဲတမ်းပြီးဆုံးလိုက်နေတဲ့သဘောကိုပြောတာရက်တန့်လို့မရဘူးတားထားလို့လည်းမရဘူးထိန်းလို့လည်းမရဘူးသိမ်းလို့လည်းမရထိန်းသိမ်းနေလို့နော်ထိန်းထားတယ်ဆိုတာဒီလိုလေးမဖြစ်အောင်တတလေးထိန်းထားတာဟုတ်လားထိန်းထားသိမ်းနေဆိုတာဘာတော့ဟာဘီယိုထဲထည့်ထားလိုက်တစ်တာထဲထည့်ထားလိုက်လွေးထောင်ထဲထည့်ထားလိုက်ယုံ nant ကိုအဲ့လိုထိန်းထားသိမ်းထားလို့မရဘူးယုံ nant ဖြစ်တာနဲ့မရှိတော့နောက်တစ်ထပ်ဖြစ်တယ်အဲ့ဒီဖြစ်လာတာမရှိတော့ကိုဘုံဘုံရဲ့အတန်ကိုပဲတတိလေးထားကြည့်လိုက်ပေါ်ပျောက်ပဲသူကသွားနေတာထပ်ဖြစ်နေတာပဲရှိတယ်နော်ခုတလေးဖြစ်ခဲ့တာမရှိတော့ဘူးဒီလိုသွားနေတာယုံ nant ဟုတ်လားအဲ့ဒါပါတော့ယုံ nant တို့ရဲ့လက္ခဏာအိဋ္ဌလက္ခဏာခေါ်တာပေါ့အဲ့လိုယုံ nant ကအမြဲတမ်းပျောက်ပြက်လိုက်နေတဲ့အတွက်ကြောင့်သူဒီကောင်းမွန်တဲ့သဘာဝမဟုတ်ဘူးဆိုတာအဲ့ဒါဒုက္ခလက္ခဏာကိုပြောတာအဲ့လိုအနိစ္စဖြစ်တာဒုက္ခဖြစ်တာကိုအနိစ္စမဖြစ်အောင်နော်ဒုက္ခမဖြစ်အောင်ဘယ်သူမှမလုပ်နိုင်ဘုန်းဘုန်းတို့ရဲ့စိတ်ဆန္ဒကဒီတိုင်းလေးရက်တည်နေခြင်းနဲ့အဲ့ဒီဆန္ဒလုံးဝမပြည့်ဘူးရဲ့ယုံ nant ဒီတိုင်းရက်ကိုမရက်ဘူးဟုတ်လားဘုန်းဘုန်းတို့ရဲ့စိတ်ဆန္ဒကဘာလေးဖြစ်ရင်ကောင်းမယ်တင်ညာလေးဖြစ်ရင်ကောင်းမယ်တင်ယုံ nant မှာအဲ့ဒီသဘောကပါမလာဘူးဘာဖြစ်သူကပြီးသွားတဲ့အတွက်ကြောင့်တကယ်ကျင့်တဲ့ဖွယ်ရာအရာတွေမဟုတ်ဘူးဟုတ်လားအဲ့တော့အနိစ္စဖြစ်တာဒုက္ခဖြစ်တာကိုအနိစ္စမဖြစ်အောင်ဒုက္ခမဖြစ်အောင်ဘုန်းဘုန်းတို့ရဲ့စိတ်ဆန္ဒကဒီယုံ nant ရဲ့အပေါ်မှာဘာမှမလွှမ်းမိုးနိုင်ဘူးဘာမှဖြစ်အောင်လည်းမဖန်တီးနိုင်ဘူးအဲ့ဒါကိုအနတ္တလို့ခေါ်တယ်သဘောပေါက်ရဲ့လားအဲ့ဒီအနိစ္စဒုက္ခအနတ္တကိုမြင်ရင်သစ္စာတရားရဲ့စတုထမြောက် level ကိုဘုန်းဘုန်းတို့သိတယ်လို့ပြောရမှာဟုတ်လားကံကာယအကျိုးကိုသိတယ်ပုဂ္ဂိုလ်တ attva မရှိယုံ nant ပဲဖြစ်နေတာလို့သိတယ်ဖန်ဆင်းလို့ဖြစ်နေတာမို့အကြောင်းမဲ့ဖြစ်နေတာမို့အကြောင်းအကျိုးသဘောလို့သိတယ်အနိစ္စဒုက္ခအနတ္တလို့သိတယ်ဟုတ်ပြီနော်အဲ့လို့ဆိုရင်နောက်ဆုံးအမြင့်မားဆုံးအနှစ်ဆိုင်ဆုံးအမှန်တရားကဘာလဲဆိုတော့သစ္စာ၄ပါးမနက်ကအဲ့ဒါကိုပြောခဲ့တယ်ဘုံကဟုတ်လားသစ္စာ၄ပါးအကျဉ်းချင်းလေးပဲပြောရမယ်ဘဝမှန်ရင်ဘလို့ဖြစ်ချင်းမျိုးပဲဖြစ်ဖြစ်ဘလို့ဖြစ်နေတဲ့ဘဝပဲဖြစ်ဖြစ်ဘဝမှန်ရင်ဆင်းရဲခြင်းပဲဒါအမှန်တရားပဲဒီအမှန်တရားကိုငွေကြီးနဲ့လည်းပဲကာကွယ်ပြောင်းလဲလို့မရဟုတ်လားတခြားဘယ်အရာနဲ့မှကာကွယ်ပြောင်းလဲလို့မရဘူး
ဘုံတော်ဘုံဘုံဟာခေါင်းထဲမှာပေါ်တဲ့အကြောင်းအရာလေးတွေကိုဥမာနေနဲ့ပြောတာရှိတယ်ဆိုရမှာဆိုဘုံဘုံတို့အလွန်ယွန်ရှာဆက်စုပ်ဖွယ်ကောင်းတဲ့အနက်မကောင်းတဲ့မစင်ကျင်ကြီးကိုနော်ရှွန့်နေပါနဲ့နည်းနည်းရောပြီးတော့သူ့ကိုလူယုတ်ကလေးတွေလှုပ်ထားပြီးရင်ပတိလေးပါလေးကန်ဆေးရောင်စုံလေးတုတ်ထားနော်ကြည့်လိုက်ရင်တော့လူလေးတွေပုံစံအမျိုးမျိုးအယောင်မျိုးမျိုးနဲ့ဟုတ်လားဘာပဲမတူတာလဲဆိုတော့အယောင်နဲ့ပုံသဏ္ဍာန်ပဲမတူတာတကယ်အထေတရအမာခံကဘာနဲ့တိဆောက်တာတော့မစင်နဲ့တိဆောက်တာဘဝလည်းအဲ့ဒီတိုင်းပဲလူဆိုတဲ့အယောင်ဖြစ်ခြင်းဖြစ်မယ်နတ်ဆိုတဲ့အယောင်ဖြစ်ရင်ဖြစ်မယ်မြမာဆိုတဲ့အယောင်ဖြစ်ရင်ဖြစ်မယ်လူမှလည်းအယောင်မျိုးမျိုးရှိနိုင်အောင်မယ်ပေါ့နော်တိရစ္ဆာန်ဆိုတဲ့အယောင်လည်းဖြစ်ရင်ဖြစ်မယ်ပြိတ္တာဆိုတဲ့အယောင်လည်းဖြစ်မယ်သို့တော့သေကြတာကသူဟာဘာနဲ့တိဆောက်လဲဆိုရုံဏနဲ့ပဲတိဆောက်ထားတာမမြဲတဲ့အရာနဲ့ပဲတိဆောက်ထားတဲ့အတွက်ကြောင့်တကယ်ကျင့်တဲ့ဖွယ်ရာအရာတွေမဟုတ်ဘူးဆိုတဲ့ဒီသဘောကိုပြောတာဟုတ်လားဒါကြောင့်ဘဝဟာဒုက္ခသစ္စာမျှတာဖြစ်တယ်ဆိုတာနံပါတ်1အမှန်တရားဟုတ်လားအဲ့ဒီဒုက္ခသစ္စာဘဝဟာဘာကြောင့်ဖြစ်လဲဆိုရင်ဒုက္ခဖြစ်နေတဲ့ဘဝကိုဒုက္ခဖြစ်မှမသိတဲ့အတွက်ကြောင့်သူ့ပေါ်မှာလိုချင်မိတယ်မမောမိတယ်လို့ဆိုတဲ့တဏှာလောဘဖြစ်လာရတယ်အဲ့ဒီတဏှာလောဘသီးပင်လျင်ဘဝဒုက္ခကိုထပ်ပြီးတော့ဖြစ်စေတဲ့အရာပဲဒုက္ခသမုဒိယသစ္စာနံပါတ်1အမှန်တရားဆိုအဲ့ဒါလောဘသည်ဒုက္ခကိုဖန်တီးတဲ့အရာဒါအမှန်တရားနော်လောဘချုပ်ငြိမ်းရင်ဒုက္ခချုပ်ငြိမ်းမယ်ဒါလည်းအမှန်တရားလောဘချုပ်ငြိမ်းပြီးတော့ဒုက္ခချုပ်ငြိမ်းတဲ့အနေအထားကိုရောက်ဖို့အတွက်အမြင်မှန်တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားများရတယ်အဲ့ဒီမဂ္ဂင်၈ပါးဆိုသောလမ်းသည်အငြိမ့်တဲ့နိဗ္ဗာန်စီကိုစိုက်သွားစေမယ်ရောက်ကိုရောက်သွားစေမယ်လမ်းမယ်အဲ့ဒါလည်းအမှန်တရား၄ခုမြောက်အမှန်တရားကြီးမတစ်ချက်တော့၄ချက်နော်၅ခုမြောက်အမှန်တရားကိုပြောနေတာနော်ကံကံရဲ့အကျိုးကိုသိတယ်ယုံနာမဲရှိတာလို့သိတယ်ပုဂ္ဂိုလ်တ attva မရှိဘူးပေါ့နော်ပြီးတော့ဗာလဲဖန်ဆင်းလို့အကြောင်းမဲ့ဖြစ်နေတာလည်းမဟုတ်ဖန်ဆင်းလို့ဖြစ်နေတာလို့အကြောင်းအကျိုးသဘောလို့သိတယ်အိဋ္ဌဒုက္ခအနတ္တလို့သိတယ်အခု၅ခုမြောက်အဆင့်ကျတော့ဘာသိတာတော့သစ္စာ၄ပါးကိုသိတာအဲ့ဒီသစ္စာ၄ပါးကျတော့သူကအမှန်တရားကဘယ်လိုပြောရမှာလဲဆိုတော့အဆုံးစွန်အမှန်တရားလို့ပြောကြပါဆိုသူ့ကိုသိသွားပြီဆိုလို့ရှိရင်သိတဲ့လူရဲ့စိတ်ဟာလုံးဝဖြူစင်တန်ရှင်းသွားအစင်စစ်လုံးဝဖြူစင်တန်ရှင်းသွားပထမအဆင့်သောတပတ္တိမေညာနဲ့သိမယ်ဆိုလို့ရှိရင်တော့နော်တက္ကာယဒိဋ္ဌိလို့ဆိုတဲ့ယုံနာပုံမှာပုဂ္ဂိုလ်တ attva လို့ထင်မှားနေတဲ့အညစ်သေးဆုံးအညစ်အကြေးကိုပြောင်းစင်အောင်စီကြောနိုင်တယ်အဲ့ဒီစီကြောခြင်းရဲ့ရလက်ကဘာလဲဆိုတော့သူ့ရဲ့အနာဂတ်မှာအပယ်ဆိုတာမရှိသူနဲ့အနာဂတ်နဲ့လုံးဝဇရာပြတ်သွားငါသူနဲ့အပယ်နဲ့ဟာလုံးဝဇရာပြတ်သွားတယ်ဟောအောင်မြင်မှုရတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဒါအဆုံးစွန်အောင်မြင်မှုအမြင့်မားဆုံးအောင်မြင်မှုကအဲ့ဒါပဲနော်ဘာကြောင့်တတ္တဝါတူတယောက်တည်သူ့ရဲ့အနာဂတ်မှာမကောင်းတာတွေဘာမှမဖြစ်တော့တဲ့အနေအထားသေချာရည်ရတဲ့အနေအထားကိုရောက်သွားတာလေသူ့ရဲ့အောင်မြင်မှုကဘာကြောင့်အဲ့လိုကြီးသွားတာလဲဆိုရင်သစ္စာကိုအဆုံးစွန်သိသွားလို့ဟုတ်လားသူ့ရှိကသစ္စာအမှန်တရားလေးတွေကလည်းသိရင်သိသလောက်အောင်မြင်မှုကလည်းအနှိမ့်အမြင့်အမျိုးမျိုးရှိနေတယ်ကံကံရဲ့အကျိုးကိုသိရင်ရရှိတဲ့အောင်မြင်မှုကတစ်မျိုးယုံနာမဲ့ဖြစ်နေတာပုဂ္ဂိုလ်တ attva ရှိတာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုသိရင်ရရှိမဲ့အောင်မြင်မှုကတစ်မျိုးဟုတ်လားအကြောင်းအကျိုးဆိုတဲ့အမှန်တရားကိုသိရင်ရရှိမဲ့အောင်မြင်မှုကတစ်မျိုးအနိစ္စဒုက္ခအနတ္တကိုသိရင်ရရှိမဲ့အောင်မြင်မှုကတစ်မျိုးအခုဘုံဘုံကအမြင့်ဆုံးကိုပြောတာနော်သစ္စာ၄ပါးကိုတကယ်သိရင်ရရှိမဲ့အောင်မြင်မှုကဘယ်သောခါကာလမှာပြန်လဲကြရှုံးခြင်းမရှိတဲ့အောင်မြင်မှုဟုတ်ရဲ့လားအဲ့ဒီလိုအောင်မြင်မှုမျိုးတွေကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ခုရှိတယ်ယောတဟတံတဟတေနသင်္ကာမေမာနုတေဇိနေဧကင်္စဇေယမတ္တနာတဝေသင်္ကာမသုတ်တမောလူတယောက်ကစွန့်ရည်တတိကြီးမားလွန်းလို့ရန်သူတသန်းကိုသူတယောက်တည်းနဲ့အနိုင်ချေမုန်းပြစ်လိုက်နိုင်တော်လိုက်တာနော်ဒါပေမဲ့လူတယောက်ကတော့အဲ့ဒီလိုအောင်မြင်မှုမျိုးမရဘူးသို့တော့သူ့စိတ်ကိုသူတစ်ချိန်တစ်ခါမျှအနိုင်ရလိုက်တယ်ဟုတ်လားဧကင်္စဇေယမတ္တနာတစ်ချိန်လောက်ကိုအနိုင်ရတယ်တစ်ချိန်လောက်ကိုအနိုင်ရတယ်ဆိုတာအကုသိုလ်မဖြစ်အောင်လှုပ်လိုက်နိုင်တာတနည်းအားဖြင့်ကုသိုလ်ဖြစ်အောင်လှုပ်လိုက်နိုင်တာအဲ့ဒါဟာကိုအနိုင်ရဆိုရမှာဆိုကုသိုလ်ဖြစ်နေတဲ့အချိန်ဟာကိုအနိုင်ရတဲ့အချိန်ကိုယ့်ရဲ့ပင်ကိုယ်သဘောကကုသိုလ်မှာမပျော်ဘူးစိတ်ရဲ့သဘောကတမင်လှုပ်ယူရတာဒါကုသိုလ်လေးရလိုက်တာအောင်မြင်မှုရတာတကယ်ကနောက်တစ်ခုကအကုသိုလ်ရှောင်နိုင်တာလည်းပဲအောင်မြင်မှုရတာသူလှုပ်ချင်တာယူကိုကလှုပ်ခွင့်မပေးဘူးမင်းလှုပ်မင်းမဲဆင်းရဲမှာမလှုပ်နဲ့ဆိုတာမျိုးကုသိုလ်ကြတော့မင်းလှုပ်ရင်မင်းချမ်းသာမယ်ဆိုတဲ့သဘောမျိုးနဲ့သူကသွားတဘုံတို့အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်လုပ်နိုင်ခြင်းတည်တကယ်တမ်းကဘာလို့ကိုအနိုင်ရတာတ
အဲ့ဒါမြတ်စွာဘုရားကိုအဲ့လိုတစ်ချိန်လုံးမြန်းနိုင်မယ်ဆိုရင်တောင်ရန်သူတသန်းကိုအနိုင်ရတဲ့လူထက်သူ့ရဲ့အောင်မြင်မှုသူ့ရဲ့အနိုင်ရမှုကပုံမှုပြီးတော့မျက်နှိုးပေါ်ရာရှိတယ်။သဝေသင်္ကာမသုတ်တမောတဲ့အောင်မြင်မှုထဲမှာအဲ့ဒီအောင်မြင်မှုဟာအကြီးဆုံးလို့ပြောတယ်။ဘယ်သူကိုအောင်မြင်တာတော့ကိုအောင်မြင်တာ။အဲ့တော့ဘုန်းဘုန်းတို့ကကိုအောင်မြင်ခြင်းနဲ့ဆိုရင်အမှန်တရားကိုမြင်အောင်ကြည့်ရမယ်။အခြေခံအပြင်ဘာကိုမြင်ရမလို့စေတနာရဲ့စွမ်းရည်တတ္တိကိုမြင်ရမယ်နော်။ငါမကောင်းတဲ့စိတ်ထားလို့တော့မရဘူး။ဒါခိုင်ခိုင်မာမာဘုန်းဘုန်းတို့မှာဒီဆုံးဖြတ်ချက်ရှိကိုရှိနေရမယ်။ငါကောင်းတဲ့စိတ်ထားမှဖြစ်မယ်ငါဘဝရဲ့ချမ်းသာခြင်းဆင်းရဲခြင်းကငါစိတ်ထားပေါ်မှာမူတည်နေတာဆိုတာဘုန်းတို့ပိုင်နိုင်ဘာလို့ရမလို့နားလည်ထားမယ်အဲ့ဒီနားလည်မှုမြင့်ရင်မြင့်တော့ဘုန်းတို့အကုသိုလ်နေမယ်ကုသိုလ်များမယ်ရပြီအဲ့ဒါအောင်မြင်မှုရတော့တာပဲဟုတ်လားအစင်းစင်သွားမယ်နော်နောက်ဆုံးဘယ်ထိဘုန်းတို့အောင်မြင်မှုရအောင်လုပ်မလို့သစ္စာလေးပါးကိုသိတဲ့အဆင့်ထိရအောင်လုပ်ပြီးတော့နောက်ဆုံးဘဝရဲ့ပေါ်မှာအောင်မြင်သွားတဲ့သဘောအဲ့ဒါကဘာလဲအမြင့်ဆုံးပြောရရင်ကိလေသာတွေအကုန်လုံးကုန်သွားအောင်လုပ်လိုက်တယ်အဲ့ဒါသစ္စာလေးပါးကိုနော်၄ချိန်၄မဲ့၄ဖို့ဟုတ်လားမဉ္ဇဉ်၄ပါးနဲ့သိတယ်နောက်ဆုံးအရတ္တမဉ္ဇဉ်နဲ့သစ္စာ၄ပါးကိုသိလိုက်ပြီဆိုတော့ဘာဖြစ်သွားတော့ကိလေသာတွေအကုန်လုံးသေပေးရပြန်လဲမရှင်းသန်းတော့ခြင်းဖြင့်ပြန်လဲမရှင်းသန်းနိုင်တော့အောင်နော်လှုပ်လိုက်ခြင်းအဖြစ်တတ်လိုက်ခြင်းအဖြစ်တတ်လိုက်နိုင်တယ်အဲ့ဒီရရှိမှုအောင်မြင်မှုကအရင်ကြီးကျယ်တယ်ဘယ်ထိသွားအောင်ဆိုဘာဘဝဒုက္ခမှာမဖြစ်တော့အဲ့ဒီကြတော့မှအောင်မြင်မှုအစ်စ်ကိုရတာနော်ဘုရားဖြစ်တော့မြတ်စွာဘုရားဥဒန်းကျူးတာလေဟုတ်လားအောင်မြင်မှုအစ်စ်ကိုရတာဘုရားဥဒန်းကျူးတာကြားဦးတယ်မို့လားအနေကဇာတိတန်တာရံတန်တာဝိတံအနိဗ္ဗိတံဂဟကာရဂဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒုက္ခဇာတိပုဏ္ဏပုဏ္ဏထက္ခဘဝတွေဖြစ်နေရခြင်းဟာဆင်းရဲတယ်တဲ့ဘာလို့ဒီဆင်းရဲတဲ့ဘဝတွေထပ်ဖြစ်နေရလဲလို့သူစဉ်းစားတာအကြောင်းတရားကိုရှာမတွေ့ဘူးမတွေ့သေးသမျှလည်းဘဝတွေကထက်ကမကြီးမတွက်နိုင်အောင်ဖြစ်နေရတယ်နောက်တော့အသိဉာဏ်တူကိုရတဲ့အခါမှာဒီဘဝဒုက္ခတွေဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကို तू မြင်တယ်လောဘဒီကောင်ကြောင့်ဒုက္ခဖြစ်တာလို့သိတယ် तू ကအဲ့ဒါသိတာနဲ့အဲ့ဒီလောဘကိုပယ်ပြီးသားဖြစ်တယ် तू ကတကယ်သိတာဟုတ်ကျွတ်တို့ကလောဘကြောင့်ဒုက္ခဖြစ်တယ်ဆိုတာအပြောပဲပြောနေတာနားပဲထောင်နေတာတကယ်လောဘဒုက္ခကိုဖန်တီးတယ်လို့ထဲထဲဝင်ဝင်ဘုန်းဘုန်းတို့ကမသိသေးဘူးသိမယ်ဆိုအဲ့ဒီလောဘပဲရှိမှာလို့သဘောပေါက်လားဘုန်းပြောတာဟုတ်အဲ့ဒီမှာမြတ်စွာဘုရားကဥဒန်းကျူးတာလောဘကြောင့်ဒုက္ခဖြစ်တယ်ဆိုတာကိုလည်းငါသိလိုက်တဲ့အခါကျတော့လောဘဟာဒီဒုက္ခခန္ဓာအိမ်ကိုဆက်ပြီးတော့မတီးဆောင်းနိုင်တော့ဘူးဒါကြောင့်ဒီဒုက္ခဘုံကြီးကိုငါအကုန်ဖြိုဖျက်ပစ်လိုက်ပြီဒုက္ခအိမ်ကြီးကိုငါဖြိုဖျက်ပစ်လိုက်ပြီငါမှဘာမှမကောင်းတာတွေဆင်းရဲတာတွေမရှိတော့ဘူးငါအောင်မြင်မှုအစ်စ်ကိုရပြီလို့အဲ့ဒီကြမှာကြွေးကြော်တာဟုတ်လားအဲ့တော့ဘုံဘုံတို့အခုလောကီလို့နော်စီဝါရေးလို့စီဝါရေးရတယ်ဆိုလဲဒါအောင်မြင်တယ်ပြောရတာပေါ့နော်စီဝါရေးနယ်ပယ်မှာဟာဒီလိုကအောင်မြင်တယ်မပညာရေးမှာဘွဲတွေပါလိအများကြီးရဆိုပညာရေးမှာအောင်မြင်တဲ့လူပြောကြတာရှိတယ်နော်မဟုတ်ဘူးဘုံဘုံကဆိုလိုတာမဟုတ်ဒီအောင်မြင်မှုတွေကအမြဲထာဝရရရှိနေတဲ့အောင်မြင်မှုတွေမဟုတ်အခက်မသိရင်မသေးခင်မှာတောင်ပြတ်သွားနိုင်တယ်ဟုတ်လားသေချာတာကတော့သေပြီဆိုတာနဲ့ဒီရရှိထားတဲ့အောင်မြင်မှုတွေဟာတခန်းရက်သွားပြန်ရောပြီးသွားတစ်ကနေပြန်ပြီးတော့စရပြန်အောင်မယ်ဟုတ်လားဒါကြောင့်လောကီရရှိတဲ့အောင်မြင်မှုတွေဟာအမြဲတမ်းကြာရှုံးသွားနိုင်တဲ့အန္တရာယ်ရှိတယ်ဟုတ်လားပြန်လဲမကြာရှုံးနိုင်သောအောင်မြင်မှုဆိုတာမဉ္ဇဉ်ပူညာရတဲ့အနေအထားကိုရည်ရွယ်တာဒါကြောင့်လူငယ်တွေအနေနဲ့ဒီတရားစကားတွေကမြင့်မားနေတယ်ဆိုတာဘုံဘုံကသဘောပေါက်ပါတယ်သို့တော်လည်းပဲနော်ဒီအရွယ်တွေမှာနော်ဒီမြင့်မားတဲ့အကြောင်းအရာတွေကိုမသိနိုင်တဲ့အနေအထားမရှိပါဘူးအဲ့တော့ဒီထဲမှာဒီလိုအရွယ်လေးတွေထဲမှာလည်းပဲအဲ့ဒီလောက်ထိမျှော်မှန်းချက်ထားပြီးတော့အဲ့ဒီလောက်ထိရအောင်မြင်မှုကိုရကျင်တယ်ဆိုတဲ့လူတွေမပါဘူးလို့ပြောနိုင်မလားမပြောနိုင်ဘူးဒါကြောင့်ဘုံဘုံတို့ကတော့ပြောစရာရှိတာကိုတော့ကုံအောင်ပြောရမှာပဲပေါ့နော်ဘဝထဲမှာဆင်ပြေဖို့ဘဝထဲမှာကြီးပွားဖို့ချမ်းသာဖို့ဘဝတွေတဘဝပြီးတဘဝပူပူပြီးတော့ကောင်းမွန်တဲ့ဘဝတွေကိုရဖို့နီလန်းကိုလည်းပေးပြီးပြီလေအကောင်းဆုံးကမှရွေးပေးလိုက်တာဗာပေးလိုက်တာတော့ဆိုတော့ကမေတ္တာဘဝထဲမှာအရှင်ပြေဖို့သူ့တဲ့အရှင်ပြေတာရှားမနေနဲ့မရှိဘူးဟုတ်လားဒီမေတ္တာကရုဏာမုဒိတာဥပေက္ခအတွဲလိုက်နားလည်ထားရင်တော့လည်းပိုကောင်းတယ်ပေါ့နော်အဲ့ဒီမေတ္တာခေါင်းဆောင်တဲ့မြမဝိရဒတရားနဲ့နေမယ်ဆိုလို့ရှိရင်ဘဝတန်တရားထဲမှာအကောင်းဆုံးအဆောင်နဲ့ကိုဟာနေနေတာပဲဘာမှဒုက္ခရောက်စရာအကြောင်းမရှိဘူးဒါပေမဲ့ဘုံဘုံတို့ရဲ့စိတ်ဘုံဘုံတို့ရဲ့ဉာဏ်ဘုံဘုံတို့ရဲ့အသိကဒီလောက်လေးတင်ရက်နေမှာမဟုတ်ဘူးလို့ဘုံဘုံကယုံကြည်ဟုတ်လားဘဝရဲ့ပေါ်မှာညီးငွေလာတဲ့သဘောဆိုတာဖြစ်လာနိုင်တယ်
တကယ်ဘုံဘုံတို့ကိုးဝယ်တဲ့မြတ်စွာဘုရားဖြစ်စေခြင်းလားအဲ့ဒါအဓိကဖြစ်စေခြင်းလားဘုံဘုံမြတ်စွာဘုရားရဲ့ဒေသနာတွေနော်ဘုရားဟောထားတဲ့ဒေသနာတွေအများကြီးလေ့လာနော်အများကြီးကြည်ပါတယ်ဒါတွေကြီးပြောတာယာဝံရှိတံမေဘိက္ခုအလမေဝသဗ္ဗသင်္ခါရေတုနိဗ္ဗိန္တိတုံအလံဝိရစီတုံအလံဝိမု सी တုံအကြောင်းတရားတွေကြောင့်ဖြစ်နေတဲ့ဒီယုံ nant သင်္ခါရတရားတွေရဲ့ပုံမှာညီးငွေခြင်းကထိုက်ပြီးညီးငွေသင့်မင်းတို့မပြင်းကြသေးဘူးလားလို့ပြောတာဟုတ်လားဒီတရားတွေရဲ့ပုံမှာဆွဲမဲ့မှုကင်းခြင်းကသင့်ပြီဒါတွေပုံမှာမင်းတို့မမောနေကြတော့မဲလားဒါတွေကိုမထားခဲ့နိုင်ဘူးလားမစွန့်လွတ်နိုင်ဘူးလားဆိုတဲ့သဘောမျိုးပြောတာနော်အလံဝိမု सी တုံဒီတရားတွေဒီဒုက္ခတွေကနေမင်းတို့မလွတ်ကြသေးဘူးလားဒီသုံးချက်မြတ်စွာဘုရားအဖြစ်စေခြင်းသုံးပဲနေပိဒါဉာဏ်ဝိရာဂဉာဏ်ဝိမု द्धि ဉာဏ်ခေါ်တာပေါ့နော်ညီးငွေတဲ့သဘောဆွဲမဲ့မှုကင်းတဲ့သဘောလွတ်မြောက်သွားတဲ့သဘောမညီးငွေပဲနဲ့ဆွဲမဲ့မှုမကင်းဘူးဆွဲမဲ့မှုမကင်းပဲနဲ့ဒုက္ခနဲ့စိတ်ဟာမကွဲကွာဘူးစိတ်ဟာဘယ်တော့မှဒုက္ခလက်ကမလွတ်ဘူးအဲ့တော့ညီးငွေတယ်ဆိုတာလည်းပဲသူရှိရယထာဘုဒ္ဓဉာဏ်ထက်တန်မှညီးငွေတာယထာဘုဒ္ဓဉာဏ်ဆိုတာဟုတ်တိအတိုင်းမှန်တိအတိုင်းမြင်နဲ့သိတဲ့ဉာဏ်ကိုပြောတာဟုတ်တိအတိုင်းမှန်တိအတိုင်းမြင်တယ်ဆိုတာလူရင်းပြောရင်အနိစ္စကိုသိတာကိုပြောတာမြဲတမ်းပြီးလိုက်နေတယ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အထင်ကြီးတယ်ပဲဖြစ်ဖြစ်အထင်သေးတယ်ပဲဖြစ်ဖြစ်ဖြစ်တယ်အကုန်လုံးကတူညီစာပဲပြီးဆုံးသွားနေတယ်အဲ့ဒီပြီးဆုံးလိုက်နေတယ်ဆိုတာကိုဒါတကယ်အမြင်တမ်းပဲဆိုရင်ဘုံဘုံတို့မှာညီငွေတဲ့ဉာဏ်ဟာလွယ်လွယ်တကူရနိုင်တယ်ညီငွေတဲ့ဉာဏ်ရင့်တန်လာရင်ဆွဲမဲ့မှုကင်းနိုင်တယ်ဆွဲမဲ့မှုကင်းရင်ဘဝဒုက္ခတွေကလွတ်မြောက်သွားနိုင်တယ်မြတ်စွာဘုရားတကယ်ဖြစ်စေအဖြစ်စေခြင်းလုံးဆန္ဒကအဲ့ဒီကိစ္စပဲဒါကြောင့်လိုင်းပေါ်မှာရှာပြီးတော့နားထောင်ကြည့်မြတ်စွာဘုရားကြီးဆန္ဒတော်ဆိုအပိုင်း၃ပိုင်းဟောထားတာရှိတယ်ဟုတ်လားဒါကလူတွေရဲ့ဉာဏ်ကိုဘုံဘုံကအထင်မသေးလို့ဒီအကြောင်းအရာတွေကိုပြောပြတာသဘောပေါက်ရလားဒီလူတွေကတော့သိမှာမဟုတ်ပါဘူးစိတ်လဲဝင်စားမှာမဟုတ်ပါဘူးဆိုရင်ဒီစကားပြောစရာအကြောင်းကိုမရှိဘူးဟုတ်လားဒါကြောင့်သစ္စာဆောင်၍အောင်ပါစေဘဝခန္ဓာရဲ့အမှန်တရားတွေကိုအစဉ်စဉ်မြင့်တဲ့မြင့်အောင်နားလည်အောင်ကြိုးစားပြီးတော့အောင်မြင်မှုတွေကိုလည်းမြင့်တဲ့မြင့်အောင်ရအောင်ယူရမယ်ပေါ့ဒီသစ္စာဆိုတဲ့အမှန်တရားကိုသိဖို့အတွက်ဘုန်းဘုန်းတို့အသုံးပြုရမယ်နိလန်းကဘာလဲလို့မေးရင်တတိပဋ္ဌာန်နိလန်းဒီဟာကဘုန်းဘုန်းတို့မပါလို့မရဘူးနော်တတိပဋ္ဌာန်ဆိုတာကကိုယ်ခန္ဓာကိုယ်ရဲ့အပေါ်မှာအမှန်သိပြီးတော့နေတဲ့သဘောပဲဖြစ်နေတဲ့သဘာဝကိုဖြစ်နေတဲ့အခိုက်အတန့်မှာဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိတာတတိပဋ္ဌာန်တရားအားထုတ်တယ်လို့ခေါ်တာပဲအလွယ်ကူဆုံးကတော့ဝင်လေထွက်လေကိုလိုက်သိနေလို့မြတ်စွာဘုရားသင်ပေးတာအဲ့ဒီကျင့်စဉ်ဒီယုတ်ခန္ဓာနာမ်ခန္ဓာရဲ့အပေါ်မှာတတိထားတဲ့ကျင့်စဉ်အဲ့ဒီကျင့်စဉ်ကိုကျင့်ရင်တစ်အချက်တတ္တနာဝိတုဒ္ဓိယကျင့်သုံးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ဖြူစင်တန်ရှင်းအပြစ်ကင်းလာလိမ့်မယ်ကိုယ်စိတ်ကလေးအဆင့်မြင့်လာတာကိုသိရတာတော့ဘဝမှာကျင့်တတ်စရာကောင်းတာမရှိဘူးဟုတ်ပြီနော်တတ္တနာဝိတုဒ္ဓိယသောကပရိဒေဝနာသမတိကမာယစိုးရင်စရာတွေငိုစရာတွေနဲ့တွေ့လာတယ်ဆိုလိုတာကပျက်စီးမှုတွေကြုံလာနော်ကျမကြီးပြက်တာမိသားစုအတိုင်းဝိုင်းပြက်တာစီးပွားရေးပြက်တာဘာပြက်တာညာပြက်တာကိုယ်တန်ဖိုးထားတဲ့အရာတွေပြက်ပြီဆိုရင်ဘုန်းတော်မဖြစ်ရတော့စိုးရင်ရတယ်ငိုရတယ်အဲ့ဒီစိုးရင်မှုတွေငိုကြွေးမှုတွေကိုလွန်မြောက်သွားခြင်းနဲ့ဆိုရင်ဟုတ်လားပထမအဆင့်အနေနဲ့နေပါသွားသိခြင်းနဲ့ဆိုရင်ဒီတတိပဋ္ဌာန်တရားကိုကြိုးစားလို့ပြောတာတတိပဋ္ဌာန်တရားကိုပွားရင်စိတ်ဓာတ်ဖြူစင်မယ်စိုးရင်မှုငိုကြွေးမှုကိုလွန်မြောက်သွားမယ်ဒုက္ခဒေါမနတန္တအထင်ကမာယကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းဆိုတာတွေလည်းပဲချုပ်ငိမ့်သွားမယ်ညာယတ္တအဓိကမာယညာအစစ်စစ်မြင့်ပြီးတော့အရိယာမဲ့ညာကိုရမယ်အဲ့ဒါဆိုရင်ကိလေသာကိုအောင်နိုင်မှုဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဘာဖြစ်မလဲတော့နိဗ္ဗာန်တသစ္စိကိရိယာယအငြိမ့်တဲ့နိဗ္ဗာန်ကိုသူဟာညာနဲ့ဆက်ရောက်နိုင်တဲ့ထူးကဲတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်သွားတယ်အဲ့ဒီအနေအထားကိုရကျင်တယ်ဆိုရင်ဘုန်းတို့ဘယ်ကျင့်စဉ်ကိုကျင့်ရမှာတော့တတိပဋ္ဌာန်ကျင့်စဉ်ကိုကျင့်ရတယ်နော်တတိပဋ္ဌာန်ကျင့်စဉ်ဆိုတာကိုယ့်ရဲ့ရုပ်ခန္ဓာဖောက်ပြန်မှုအစုအဝေးနာမ်ခန္ဓာသိမှုအစုအဝေးအဲ့ဒါတွေရဲ့ပုံမှာမလုပ်တာတော့ဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့တတိထားလိုက်ကြည့်နေတာဟုတ်လားအဲ့ဒီကျင့်စဉ်ကိုဘာလို့ရမလို့ကျင့်ရတယ်တဲ့ဘုန်းဘုန်းတို့ရဲ့စိတ်ကအဲ့ဒီအနေအထားပေါ်မှာမရှိဘူးနော်တွေးကြင်ရတွေးကြံကြင်ရကြံပြီးခဲ့ပြီးသားတွေးမယ်မဖြစ်သေးတာတွေတွေးမယ်ဒီတဲပဲရှောက်ပြီးတော့တပုတ်ဦးလို့တဝေထိုးနေတာအခုဘာဖြစ်နေတယ်ဆိုတာသိကိုမသိဘူးဟုတ်လားအဲ့ဒါကိုဘုန်းဘုန်းတို့ကပြောင်းလဲနိုင်မှခုနကတော့အောင်မြင်မှုအစ်စ်ကိုရအောင်တစ္ဆာကိုသိအောင်ဆောင်ရွက်ရရောက်တယ်
ဟုတ်လားဒါကြောင့်သစ္စာဆောင်၍အောင်ပါစေဆောင်ဆိုတာဆောင်ရွက်တာကိုပြောတာနော်တနည်းအားဖြင့်လည်းပဲဆောင်တယ်ဆိုတဲ့စကားလေးကိုပြောတော့ဘုံဘုံကဝေဘူးစတော်ကြီးပြောလို့ရှိတဲ့စကားကိုအမှတ်ရဆိုကြီးကအဲ့ဒီဆောင်ဆိုတဲ့စကားလုံးကိုအလွန်သုံးတယ်တဝေထိုးစလိန်ရေးချငတ်တဆောင်ထားတာခုဒီထိုင်းနိုင်ငံမှာဗမာဘုန်းကြီးကိုတွေ့လို့ရှင်တချို့ကအဆောင်တောင်းရရှိဟုတ်လားဘုန်းကြီးဒီမှာအဆောင်ကောင်းတွေပါတယ်ဆိုရင်ကပေးသက်တွေယူပါလားမနေ့ကတော့ဘုန်းဘုန်းကအဆောင်တောင်းတဲ့လူရှိဟုတ်လားငါမှဘာဆောင်မှမရှိဘူးလို့ဟုတ်လားအဆောင်လို့ပြောလိုက်တဲ့အခါကျတော့တရားဂုဏ်တော်6ပါးထဲမှာ5ခုမြောက်ဂုဏ်တော်ကဘာတဲ့တော့တရားမှလည်းမလှုပ်ပါလားဩပါနေကောနော်သောခါတော်ဘဂဝတာဓမ္မောတန်ဋိဋ္ဌိကောအကာလိကောအေဟိပတိကောဩပါနေကောဩပါနေကဆိုတာတရားကောင်းလွန်လို့ကိုယ်တန်တမှာအမြဲတမ်းဆောင်ထားလိုက်တယ်လို့ပြောတာဆိုကြပါစို့ကာယတိဋ္ဌိပြီးစီတယ်လူချောင်းရိုက်လို့မပေါက်ဘူးကွာဓာတ်နဲ့ခုတ်လို့လည်းမပြတ်ဘူးဟုတ်လားဒနာတိဋ္ဌိပြီးတယ်ဒါလေးဆောင်တာစီးပွားရေးအလွန်ပြေလဲမယ်ပိယတိဋ္ဌိလည်းပြီးမယ်လူမင်းတိုင်းကချစ်ခင်မယ်ဟာအဲ့လောက်ကောင်းတဲ့အဆောင်ဆိုရင်ဘာလို့ထားမှာလဲဆောင်ထားမှာဘယ်သူမှတော့ထုတ်ပြမှာမဟုတ်ဘူးနော်ကိုနဲ့မကွေးမကွာအမြဲတမ်းကိုဘာလို့ထားမှာတော့ဆောင်ထားမှာအဲ့ဒါမြတ်စွာဘုရားတရားဆိုတာတတ္တဝါကိုအလွန်မှချမ်းသာစေတဲ့အတွက်ကြောင့်အမြဲတမ်းဆောင်ထားလိုက်တဲ့ဂုဏ်ရှိတယ်လို့ခေါ်တာဒါအဓိပ္ပာယ်တစ်မျိုးနော်နောက်တစ်ခုကထီးကိုကဆောင်ထားတယ်လက်နဲ့ဆောင်ထားတယ်တဲဆောင်သွားတယ်ဖွင့်ပြီးတော့တဲဆောင်သွားမယ်ဆိုရင်ကိုဆောင်ထားတဲ့ထီးကပဲကိုနေဘူးမိုးရွာဒဏ်ကနေကာကွယ်ပေးဒီဆောင်တာကတစ်မျိုးဟုတ်လားနောက်တစ်ခုကကိုကကားကိုတက်စီးလိုက်တယ်ဘန်ကောက်တော့မဲ့ကားကိုစီးမယ်ဆိုကြပါလားဆိုအဲ့လိုဆိုရင်အဲ့ဒီကားကိုပြန်ပြီးတော့ဆောင်သွားတယ်သဲဆောင်သွားတယ်ယူဆောင်သွားတယ်ဆောင်ရဲ့အဓိပ္ပာယ်ရမ်းကောင်းတာနော်အဲ့လိုပဲတရားဓမ္မဆိုတဲ့သဘာဝနဲ့ကိုယ်နဲ့မကွဲကွာအောင်ဘုန်းတော်ဆောင်းထားမယ်ဆိုရင်အဲ့ဒီကိုဆောင်းထားတဲ့တရားပဲကိုယ်ဘေးအန္တရာယ်ရှိတဲ့အနေအထားနဲ့ဘေးအန္တရာယ်ကင်းတဲ့အနေအထားကိုရောက်အောင်ဆောင်းသွားတယ်လောက်ကောင်းတော့ဟုတ်လားအဲ့တော့အဆောင်ရခြင်းတယ်ဆိုလို့ရှိရင်အဆောင်ကလူတိုင်းရှိတာပဲလေမဆောင်လို့ခက်အဆောင်ကတော့ရှိပြီးသားပဲဘယ်လိုထားတာဖြုတ်ချတာနော်ဘာလို့ထားမှာလို့တကယ်ကဆောင်းထားအောင်နော်စိတ်ထဲထည့်ထားမှာနော်ဘာလို့ထည့်ထားမှာအမှန်တရားကိုသိတဲ့ဉာဏ်အဲ့ဒါအကောင်းဆုံးအဆောင်ပဲလေဟုတ်လားအဲ့ဒီဉာဏ်ကလေးအဲ့ဒီအတိလေးနဲ့နေရင်ဘေးကင်းမှာပဲဟုတ်ပြီနော်အဲ့တော့သစ္စာဆောင်၍ဆိုတဲ့စကားလုံးလေးကိုဘုံဘုံကဆွမ်းအားရှိသမျှလေးနားလည်မှုကျေပြန့်အောင်ပြောပြတယ်နော်သစ္စာကိုသိအောင်ဆောင်ရွက်တယ်ဒီနေ့အဖြစ်သစ္စာကိုသိတဲ့ပညာကိုကိုယ်တဏ္ဍာမှာဆောင်ထားတယ်အဲ့ဒါလိုလုံနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီလုံရက်တည်ပင်ကိုယ့်ကိုအောင်မြင်မှုမျိုးမျိုးကိုရစေလိမ့်မယ်အောင်မြင်မှုကအပေါ်ယံအောင်မြင်မှုကိုရည်ရွယ်တာမဟုတ်ဘူးနော်နောက်ဆုံးအကုသိုလ်မဖြစ်အောင်လုပ်နိုင်တာအကုသိုလ်ရဲ့ပုံမှာအောင်မြင်တာအကုသိုလ်ကိုအောင်နိုင်ရင်ဒုက္ခကိုအောင်နိုင်တာပဲဟုတ်လားနောက်ဆုံးကိလေသာကိုအောင်နိုင်တဲ့အဆင့်ကိုရောက်မယ်ဆိုရင်တော့ဘဝဒုက္ခတွေအကုန်လုံးရဲ့ပုံမှာအောင်မြင်မှုကိုရသွားတယ်တရားဓာတ်တဲ့မြင့်တဲ့တရားတော့မရှိတော့နိဗ္ဗာန်ရောက်သွားပြီနော်တရားအဲ့ဒီဟိုဘက်ဆက်ပြောစရာမရှိတော့သဘောပေါက်ရဲ့လားဒါကြောင့်သစ္စာဆောင်၍အောင်ပါစေအောင်မြင်မှုအဆင့်ဆင့်ကိုရဖို့အတွက်အမှန်တရားအဆင့်ဆင့်ကိုသိတဲ့ဉာဏ်ပညာရအောင်ဆောင်ရွက်ကြရမယ်လို့ပြောတာဘယ်နည်းလမ်းကိုအသုံးပြုပြီးတော့ဆောင်ရမှာတော့တတိပဋ္ဌာန်နည်းလမ်းကိုအသုံးပြုပြီးတော့ဆောင်ရမယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဘုံဘုံတရားဟောတာတဏှာကြီးလောက်ရှိမယ်ထင်ပါတယ်ဘုံဘုံရဲ့ဘုံကဖောက်ပြန်နေတယ်ဖမ်းလည်းမလှုပ်တော့ဘူးနော်ပြည့်သွားလို့လားမသိဘူးအဲ့တော့ဘုံကြီးကတော့ပြောတရားရှိတာတော့ကိုအောင်ပြောလိုက်ပြီးအချိန်တိုသလားရှည်သလားမသိတော့နော်အဲ့လိုဆိုရင်ပြောရတာတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်မေတ္တာခြုံ၍လုံပါစေမေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းတဲ့သဘောအဲ့ဒါလေးကိုကိုယ်တန်တန်မှာကြည်ပံများစွာဖြစ်အောင်အားကောင်းအောင်ကြိုးစားဆောင်ရွက်ခြင်းအပြင်ဒီနေ့အပြင်ကိုယ်စိတ်နှလုံးကိုမေတ္တာဓာတ်တွေလွှမ်းခြုံခြင်းအပြင်ကိုယ့်ရဲ့ဘဝမှာလုံခြုံမှုရမယ်ဘဝလုံခြုံမယ်ဆိုတဲ့နေရာမှာအပေါ်အန္တရာယ်တွေမကဘူးအတွင်းအန္တရာယ်တွေပါလုံခြုံသွားမယ်ဒီဘဝတွေမကဘူးနောက်ဘဝထိပါစောင့်ရှောက်နိုင်တယ်ဒီထိတော့ဟာနော်မေတ္တာချုပ်၍လုံပါစေပြီးတော့ပါတော့သစ္စာဆောင်၍အောင်ပါစေသစ္စာဆိုတာအမှန်တရားဘာရဲ့အမှန်တရားလဲဘဝခန္ဓာရဲ့အမှန်တရားဆောင်တယ်ဆိုတာသိအောင်ဆောင်ရွက်တာတနည်းအားဖြင့်အမှန်တရားကိုသိတဲ့ပညာကိုကိုယ်တဏ္ဍမှာဆောင်ထားတာ
အဲ့ဒါဆိုရင်စစ်မှန်တဲ့အောင်မြင်မှုကိုရမယ်အမှန်တရားကြီး၅ချက်ကိုလည်းမမေ့စေချင်ဘူးနော်အမှန်တရားကြီး၅ချက်ကဘာတော့စိတ်စေတနာရဲ့ချမ်းသာခြင်းဆင်းရဲခြင်းအကျိုးရလဒ်တွေကိုဖြစ်ပေါ်စေနိုင်စွမ်းတဲ့သဘာဝတရားကံကံရဲ့အကျိုးဟုတ်လားပုဂ္ဂိုလ်တ attva တကယ်မရှိယုံ nant နေဖြစ်နေခြင်းများတာဖြစ်တယ်ဆိုတဲ့ဒုတိယအမှန်တရားဖန်ဆင်းလို့ဖြစ်နေတာမဟုတ်အကြောင်းမဲ့ဖြစ်နေတာမဟုတ်အကြောင်းအကျိုးသဘာဝကြီးလို့နော်သိခွင့်ရအောင်သိအောင်လုပ်ရမယ်အမှန်တရားပြီးတော့ပါတော့အနိစ္စဒုက္ခအနတ္တမျှတာဖြစ်တယ်လို့ယုံ nant တို့ရဲ့သဘောလက္ခဏာကိုသိတဲ့ပညာတရားအမှန်တရားဟုတ်ပြီနော်နောက်ဆုံး၅ခုမြောက်မှန်တရားပါတော့သစ္စာ၄ပါးနော်အမှန်တရားရဲ့ level ကမြင့်မြင့်တော့သူ့ကိုသိတဲ့ဉာဏ်ကလည်းမြင့်လိုက်သွားတယ်ဉာဏ်မြင့်မြင့်တော့ရရှိတဲ့အောင်မြင်မှုကလည်းမြင့်သွားတယ်နောက်ဆုံးဘယ်ဉာဏ်ကအမြင့်ဆုံးတော့မဲ့ဉာဏ်ပုံဉာဏ်ကိုကုသိုလ်လုပ်တိုင်းမဲ့ဉာဏ်ပုံဉာဏ်မျက်နှိပ်ပံကိုမျက်မှောက်ပြုရစေလို့တော့ဆိုရတာမရှိဘူးလားအပေါ်ယံဘုန်းကြီးကချပေးလို့ဆိုရတဲ့အနေအထားမျိုးကိုတော့ကြော်လွန်တဲ့တယ်နော်ကိုယ်စိတ်แท้ကောစားစိတ်ပါလက်ပါနားလေအောင်လုပ်ပြီးတော့တကယ်ရလို့တဲ့ဆန္ဒနဲ့လိုက်ဆိုတာမျိုးဖြစ်တဲ့တယ်ပေါ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီမေတ္တာခြုံ၍လုံရတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေသစ္စာဆောင်၍အောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုရားမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း